ပြုကိုယ်ွယ်ချင်းအစီအစဉ်ကိုကြိုတင်ဖတ်ကြားပါမယ်ရှင်။ဘာပတိကကျမငွန်တဲ့ပါ Fellowship ကအဲလီနိုဦးဆောင်မှာဖြစ်ပါတယ်။အဲ့တဲ့အတိကျဆိုကတင်းနှုတ်ဆရာကဦးဆောင်သွားမှာဖြစ်ပါတယ်။ကျန်းစာဖတ်ခြင်းကဦးဆွေကြီးကဦးဆောင်သွားမှာဖြစ်ပါတယ်။တွေ့ကောအခန်းကြီးခွန်အဖွဲ့တချင်းကဒေါ်နှင်းဝါနဲ့အဖွဲ့ဖြစ်ပါတယ်။အလုံငွေစက်ကပ်ပေးဖို့ကဆရာခုပြီးဖြစ်ပါတယ်။အလုံငွေကောက်ခံနေတွေမှာဒေါ်အလွမ်းကတပင်တိုင်ဖင်ကိုတော့ကိုချီးမွမ်းမှာဖြစ်ပါတယ်။ဒီနာရှင်ကဆရာအချံဖြစ်ပါတယ်။အပိတ်တချင်းအလုံးမတရပီတီစုပြီးမှဆရာတော်ကောင်းကြီးပြီးချင်းဖြင့်ဒီနေ့ဝတ်ပြုကိုယ်ချင်းအစီအစဉ်ကိုအဆုံးသတ်သွားမှာဖြစ်ပါတယ်။စီဦးစွာကျန်းစာတစ်ပိုက်ဖတ်ပြပါမယ်။ FO ဝါဒစာဆောင်အခန်းကြီး2အငယ်8ယုံကြည်သောအဖြစ်ကြီးစုတော်ကြောင့်ကဲတင်ချင်းတို့ရောက်ရ၏ကိုယ်အလိုလျောက်ရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်သည်ဖတ်သွားတဲ့ကျမ်းပိုက်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေအားလုံးဆုတောင်းကြရအောင်ဩဘုရားသခင်ကျေးဇူးတင်ပါတယ်ဒီချင်းမှာကိုရောကိုဝတ်ပြုကိုယ်ကိုယ်နေဖို့အခုကောင်းအခါကောင်းပြင်ဆင်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုရောကိုချီးမွမ်းတဲ့အခါမှာအချင်းအစအလဲအဆုံးဖြစ်တဲ့အောင်ကိုရောနဲ့အတူပါရှိတော်မူပါအချင်းတိုင်းအလုံးစုံကိုကိုရောလက်ထက်တော်အနံပါတယ်တပါရီတော်သားတော်ယေရှုနာမနဲ့ဆုတောင်းစကားနံပါတ်အဖဖရာသခင်ပထမတစ်ပုတ်အနေနဲ့ရှေ့သမျှဆွင့်ချင်းဆိုရက်ချင်းလေးနဲ့ဖျားသခင်ကိုချီးမွမ်းကြမယ်
တဲ့ချင်းလေးနဲ့လည်းပြီးတော့ကြမယ် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ကျွန်တော်ဒီဆိုတဲ့တခြင်းအင်မတန်မှကောင်းမြတ်တယ်ဖျားသခင်သာလင်ကျွန်တော်ရဲ့ခိုလုံရာဖြစ်တယ်ဒီနေ့နောက်ကပတ်တော်လဲအဲ့ဒီအရာကိုပြန်လဲပြီးတော့ကျွန်တော်ဆင်ခြင်နှလုံးသွင်းကြမှာဖြစ်တယ်ဆိုတော့ဒီချိန်မှာကျွန်တော်ပထမအဆုံးဒီမိသားရမှာပါဝင်တဲ့သူတွေကိုအရင်မိတ်ဆက်မှာဖြစ်တယ်ကျေးဇူးပြုပြီးတော့ဒီနေရာပထမအဆုံးကျွန်တော်ကျမပါဝင်ပါတယ်ဆိုတဲ့သူများရှိခဲ့ရင်ကျေးဇူးပြုပြီးတော့ရှိတဲ့နေရာလေးနဲ့ခဏလေးမတ်တရပြဖို့ရန်အတွက်ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ပထမအဆုံးဒီနေရာမှာလာခဲ့လာတယ်ဆိုတဲ့သူများရှိခဲ့သလားမရှိဘူးဆိုရင်ကျွန်တော်ဒီကျေးဇူးတော်ချီးမွမ်းတယ်ဒီချိန်မှာကျွန်တော်ကိုထွန်းဆိုတော့မိသားစုအတွက်ကျွန်တော်တင်းဝင်ဒီနေ့တင်းဝင်မိသားစုတစုရှိတယ်ဆိုတော့ကိုထွန်းဆိုလို့ပဲခဏခဏပြောနေတာနောက်ဆိုတော့မဆုမြတ်တော့အဆုမြတ်အဖေလို့ခေါ်ရမလားသူတမင်းနာမည်နဲ့ခေါ်ရတော့မှာဆိုတော့တကယ်ကျေးဇူးတင်တယ်ဒီနေ့တင်းဝင်အနေနဲ့ကိုထွန်းဆိုတော့မိသားစုရှိတာဖြစ်တယ်ဆိုတော့အခုချိန်မှာကျွန်တော်အတင်းဝင်အတွက်ဆူတောင်းပြဖို့အတွက်ခဏလေးကျွန်တော်အချိန်ယူမှာဖြစ်တယ်ကျေးဇူးပြုပြီးတော့မိသားစုကလေးကအနေနဲ့မိုးရော်တော့မလာနိုင်ဘူးထင်တယ်အင်ထောင်စီတယောက်ပဲလာတယ်ဆိုတော့ကိုထွန်းဆိုကိုခဏလေးမိသားစုကိုစားဆူတောင်းပေးချင်ပါတယ်ခဏလေးရှိထွက်ပေးပါအားလုံးရှိတဲ့နေရာကနေကျွန်တော်မိသားစုအတွက်ကောင်းချီးပေးဆူတောင်းပေးကြအောင်ဆူတောင်းကြပါစို့အသက်ရှင်ရဲ့အနန္တတကုနဲ့ပြည့်စုံတော်မူသောအဖယနေ့ကိုရောရဲ့ရှိတော်မူမှာကိုရအိမ်တော်သားများစုဝေးရာကိုရရှင်ဖျားရဲ့အိမ်တော်သားများကိုရရှင်ဖျားရဲ့တာသမီများစုဝေးရာဤမိတ်သားရမှာဒီနေ့တင်းဝင်အနေနဲ့ကိုရရှင်ဖျားသားကိုရရှင်ဖျားကိုထွန်းဆွေးနဲ့မိသားစုယနေ့ပြန်လဲပြီးတော့ကိုရပို့ဆောင်တဲ့အတွက်ကိုရရဲ့နာမတော်ရှိဥစွာချီးမွမ်းကြပါတယ်ကျွန်တော်မိသားစုအတွက်ကိုရရှင်ဖျားဒီနေ့အိမ်ထောင်မိသားစုကျွန်တော်ထံပို့ဆောင်တော်သူလီကိုရရှင်ဖျားတာလင်ဖြစ်တယ်သူတို့စိတ်နှလုံးထဲမှာနှူးဆော်တော်သူဒီတန်ရှင်တော်ဝိညာဉ်တော်တာလင်ဖြစ်တဲ့အတွက်ကြောင့်ကိုရရှင်ဖျားဒီမိသားစုအဖြစ်ဒီမိသားရကိုကောင်းကြီးဖြစ်စေလျက်ဒီမိသားရအဖြစ်လေအိမ်ထောင်မိသားစုကိုကောင်းကြီးဖြစ်စေမည်ဖြစ်တဲ့အတွက်လည်းကိုရနာမတော်ချီးမွမ်းကြပါတယ်ကိုရရှင်ဖျားဒီနေရာဒီမိသားစုအတွက်ဝိညာဉ်ခွန်အားယူတဲ့အခါမှာကိုရရှင်ဖျားဝါလင်စွာဝိညာဉ်အစာစားတောင်းနိုင်သောနေရာဖြစ်တဲ့ကလာဒီမိသားရဒီလေဒီမိသားစုအတွက်မိဘတပွဲအရေးတပွဲယက်တီနိုင်ဖို့အလို့ဟာကိုရရှင်ဖျားတိုးထင်းရှင်ဖြစ်တဲ့ဦးဆောင်သောမိသားဖြစ်တဲ့အားလျော်စွာဒီမိသားစုများစာဝတ်နေရဲ့အသက်ရှင်ရဲ့နေထိုင်ရဲ့လှောက်ရှားရဲ့ဂျာမိုင်ပင်ရဲ့မှဆရွေကိုရရှင်ဖျားဒီမိသားစုပေါ်မှာကိုရရှင်ရဲ့ကိုယ်ကမဆတော်ရှင်ဒီကိုရရှင်ဖျားတာလည်းဖြစ်မိအကြောင်းယနေ့ကိုရရှင်ဖျားဒီမိသားစုကိုကိုရရှင်ဖျားလက်တော်ထဲကိုရရှင်ဖျားရဲ့သူ့စုများအထဲ၌အလုံးချုံစွာယနေ့ပြန်လဲပြီးတော့ပို့ဆောင်လမ်းပြပါမည်အကြောင်းဒီမိသားစုကိုရလက်တော်တော့ယနေ့ပြန်လဲပြီးတော့ကျွန်တော်မျိုးပြန်လဲစကအနှံထားပါတယ်ကိုရရှင်ဖျားဒီမိသားစုအဖြစ်ကိုရရှင်ဖျားဤတင်တော်ဒီကောင်းကြီးဖြစ်စေမည်ဖြစ်တဲ့အတွက်လည်းနာမတော်ချီးမွမ်းတယ်ကိုရရှင်ဖျားယနေ့ကျွန်တော်တင်းဝင်များမိသားစုများဖြစ်တဲ့တော့ကိုရရှင်ဖျားတူပူများကိုရရှင်ဖျားကျွန်တော်အတူတကွဝမ်းနေတို့သူများနဲ့ဝမ်းနေချင်းဝမ်းသာတို့သူများနဲ့အတူတကွဝမ်းသာချင်းဆိုတဲ့ကိုရမိမစကားအတိုင်းကိုရရှင်ဖျားကျွန်တော်ချစ်ခင်နဲ့ကျွန်တော်ဒီမိသားစုနဲ့အတင်းတော်လက်တွဲတဲ့အခါမှာကိုရရှင်ဖျားဘုန်းတော်တာယထင်ရှားစေဖို့ရန်အတွက်ကိုရရှင်ဖျားချစ်ချင်းမြတ်တာနဲ့တာယပတ်ရစ်စေတော်မိသားစုဖြစ်နိုင်ဖို့လုံငါဆက်လက်ပြီးတော့ကောင်းချီးပေးတော်မူပါကိုရကျေးဇူးတင်တယ်ကိုရရှင်ဖျားတာကိုထွန်းဆုကိုရရှင်ဖျားရဲ့သမီးမေရီမဆာကိုရရှင်ဖျားတို့သမီးငယ်လေးကိုရရှင်ဖျားဘုန်းတော်ထင်ရှားစေပါမည်အကြောင်းကောင်းချီးပေးပါမည်အကြောင်းအသင်ဝင်များအနေနဲ့လက်ခံဆုတောင်းတဲ့အခါမှာကယ်တင်ပါရှင်ယေရှုဖျားနာမအဖြစ်အလုံးရည်တဲ့ဆိုတဲ့ဆုတောင်းဆက်ကပ်ပေးကြပါမယ်ဆိုတော်ဖျားအာမင်ခဏလေးတင်ဝင်လက်ပေးမှာဖြစ်တယ်ရှင်ကောင်းချီးပေးပါအလုံးလက်ခောက်တီးပေးကြအောင်ကျွန်တော်အရင်ပတ်တော့ကျွန်တော်ဒီနေ့ကျန်းစာပါကြလားကျန်းစာတော့ရှိတယ်ဒါပေမဲ့မပါလာခဲ့ဘူးဆိုတဲ့သူမဟုတ်ဘဲနဲ့လုံးဝကိုကျွန်တော်ကျမကျန်းစာကိုမရှိလို့ကိုမပါတာဆိုတဲ့အဖွဲ့ရှင်ခဏလေးလက်ထောင်ပေးပါအောင်လုံးဝကျွန်တော်ကျမမှာကျန်းစာလုံးဝကိုမရှိပါဘူးဆိုတဲ့သူများရှိသလားရှိလားမရှိဘူးထင်တယ်နော်မြန်မာကျန်းစာကိုရှိကြလားမရှိပါဘူးနော်ဒါဆိုရင်တော့မရှိဘူးဆိုတော့ကန်ဆူပါတယ်ကျွန်တော်ကျန်းစာလက်ဆောင်ပေးမလို့ဆိုတော့အားလုံးကျန်းစာရှိတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ကျန်းစာမရှိတဲ့သူတွေအတွက်ကျန်းစာအုပ်တွေကျွန်တော်ပြင်ဆင်ထားတာဖြစ်တယ်မှားထားတာရောက်နေပြီဆိုတော့နောက်ပတ်ကြရင်ကျန်းစာအုပ်မရှိတဲ့သူတွေရှိရင်ကျွန်တော်ဒီကျန်းစာလေးတွေကျွန်တော်ပါဝင်မှာဖြစ်တယ်ဆိုတော့ဒီကျန်းစာအုပ်ကိုလှူဒါန်းသွားတဲ့
เสียออกเลียมหมิตาสุปมมาเลทูเบเจซูตุเนพยาชินตูเนตูลงวันสองดัดคู่สีกุเลตายกองจีเปวาเซจันโรดีเชงไนกูเซเลปิโรดีสิเสียยะตัวมาพิเตสุโรเจงยาเชงปีวิสุโรจันโรเจงยาเสียมีอะไรปีวิสุโรดีเชงมาจันสาพัชเชพิบาเลเมจันโรมาตัวเรจันโรติโกขันจิเช่าพิบาเลเมติโกขันจิเช่ากูจันโรอุสองเปียพยันด้วยอุสวยกีกูเยชูนามันเนเพคโคบาเรအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့တေကောကန်တီ6ဖြစ်တဲ့အတွက်အကုန်လုံးကျမ်းစာပါကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့အတူတကွဖတ်ကြရအောင်သင်တို့သည်အချင်းချင်းအမှုရှိလျင်တရှင်းသူတို့ရှိ၌တရားစီရင်ခြင်းကိုမခံဘဲသာသနာ့ဘလူတို့ရှိ၌ခံဝင်တော်သူတစုံတယောက်ရှိသလောတန်ရှင်းသူတို့သည်လောကီနိုင်ငံကိုတရားစီရင်မည်ဟုမတိကြသလောသင်တို့သည်လောကီနိုင်ငံကိုစီရင်ရသည်မှန်လေအငယ်ဆုံးသောအမှုများကိုမစီရင်ထိုက်သလောငါတို့သည်ကောင်းကင်တမန်တို့ကိုတရားစီရင်မည်ဟုမတိကြသလောတို့ဖြစ်၍လောကီအမှုကိုစီရင်ထိုက်သည်မဟုတ်လောထို့ကြောင့်သင်တို့သည်လောကီအမှုကိုစီရင်เสียရှိလျင်အသင်းတော်၌အတရေနေသောသူတို့ကိုတရားသူကြီးအရာ၌ခံထားကြလောထို့သို့ဆိုသောသင်တို့ရှက်စေခြင်းဟာပြောဆို၏သင်တို့တွင်ပညာရှိတစုံတယောက်မျှမရှိသလောညီကိုချင်းတို့၏အမှုကိုစီရင်ဆုံးဖြတ်နိုင်သောသူတစုံတယောက်မျှမရှိသလောညီကိုချင်းတို့သည်တရားတွေ့သည်သာမကမယုံကြည်သောသူတို့ရှိ၌ပင်တရားတွေ့ပါသည်တကားထို့သို့သင်တို့သည်အချင်းချင်းတရားတွေ့သည်မှာအမှုမှာအလွန်ကြီးစွာသောအပြစ်ရှိကြ၏တရားမတွေ့ဘဲညှင်းဆဲခြင်းကိုအဘယ်ကြောင့်မခံသနည်းကိုယ်ဥစ္စာရှုံးခြင်းကိုအဘယ်ကြောင့်မခံသနည်းထို့သို့သင်တို့သည်မခံဘဲညီကိုချင်းတယောက်ကိုတယောက်ညှင်းဆဲ၍ညီကိုချင်းတို့၏ဥစ္စာကိုသိမ်းယူကြသည်တကားမတရားသောသူတို့သည်ဖျားသခင်၏နိုင်ငံတော်ကိုအမွေမခံရသည်ကိုသင်တို့မသိကြသလောအယူမလွဲကြနှင့်မတရားသောမေထုံ၌မိဝဲသောသူရုပ်ထုကိုးကွယ်သောသူမယားပြစ်မှားသောသူယောက်ျားချင်းမေထုံကိုပြုသောသူထိုမှုကိုခံသောသူသူဥစ္စာကိုခိုးသောသူလောဘလွန်ကျူးသောသူတည်ရည်တည်ရဲ့နှင့်ရစ်မှုသောသူဆဲရီကဲ့ရဲ့သောသူအနိုင်ထက်လူယူသောသူတို့သည်ဖျားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြအထက်ကသင်တို့တွင်အချို့သောသူတို့သည်ထိုသို့သောသူဖြစ်ကြတော်လဲယခုတွင်သခင်ယေရှုခရစ်၏နာမတော်အားဖြင့်၎င်းငါတို့ဖျားသခင်၏ဝိညာဉ်တော်အားဖြင့်၎င်းစေကြောတတ်ရှင်း၍ဖြောင့်မတ်ရာသို့ရောက်ကြပြီငါသည်အပြစ်မသိဘဲလျက်ခတ်သိမ်းသောအမှုတရားကိုပြုနိုင်သည်မှန်စေတော့ခတ်သိမ်းသောအမှုအရာကိုပြုသင့်သည်မဟုတ်အပြစ်မသိဘဲလျက်ခတ်သိမ်းသောအမှုအရာကိုပြုနိုင်သည်မှန်စေတော့ဘယ်အမှုအရာ၌မျှငါသည်ကြုံမခံအစားအသောက်တို့သည်ဝမ်းအဖို့ဝမ်းသည်လည်းအစားအသောက်တို့အဖို့ဖြစ်သည်မှန်စေတော့သို့တော်လည်းဘုရားသခင်သည်ထိုနှစ်ပါးကိုဖျက်ဆီးတော်မူလိမ့်မည်ကိုယ်ခန္ဓာသည်မတရားသောမေထုံဖို့ဖြစ်သည်မဟုတ်ဘုရားသခင်အဖို့ဖြစ်၏ဘုရားသည်လည်းကိုယ်ခန္ဓာအဖို့ဖြစ်တော်မူ၏ဘုရားသခင်သည်တကူတော်အားဖြင့်သခင်ဖျားကိုပြန်ရှင်စေတော်မူသည်ဖြစ်၍ငါတို့ကိုလည်းပြန်ရှင်စေတော်မူလိမ့်မည်သင်တို့ကိုယ်ခန္ဓာသည်ခရစ်တော်၏အင်္ဂါဖြစ်ကြောင်းကိုမသိကြသလောတို့ဖြစ်လျင်ခရစ်တော်၏အင်္ဂါကိုယူ၍ပြည့်တစာ၏အင်္ဂါ၌ပေါင်းဆက်အပ်သလောမထိဆက်စေအပ်အဘယ်သို့နည်းပြည့်တစာ၌မိဝဲသောသူသည်ထိုပြည့်တစာနှင့်တသားတကိုယ်သည်ဖြစ်ကြောင်းကိုမသိကြသလောထိုသူနှစ်ယောက်တို့သည်တသားတကူသည်ဖြစ်ရလိမ့်မည်ဟုကျမ်းစာလာ၏ဖျားသခင်၌မိဝဲသောသူသည်ထိုသခင်နှင့်တစိတ်တဝိညာဉ်တည်းဖြစ်၏မတရားသောမေထုံကိုကျင်ရှောင်ကြလော့လူပြုတတ်သောအခြားတုစရိုက်ရှိသမျှတို့သည်
ကိုပြင်၌ရှိ၏မတရားသောမေထုံကိုပြုသောသူမူကားမိမိကိုယ်ပင်ပြစ်မှား၏အဘယ်သို့နည်းသင်တို့ကိုခန္ဓာသည်ဖျားသခင်ပေးသနာတော်မူသောဝိညာဉ်တော်တည်ဟုသောသင်တို့အထဲ၌ကင်းဝတ်သည့်တန်ရှင်းသောဝိညာဉ်တော်၏ပိမှန်ဖြစ်ကြောင်းကို၎င်းမိမိကိုမိမိတို့မပိုင်ကြောင်းကို၎င်းမသိကြသလောသင်တို့သည်အဖို့နှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောသင်တို့၏ကိုခန္ဓာနှင့်စိဝိညာဉ်အဖြစ်ဘုရားသခင်ဤဂုဏ်တော်ကိုထင်ရှားစေကြလော့။ပတ်တော်တဲ့ကြံချက်ပေါ်မှာဘုရားသခင်အသက်တဖန်ကောင်းကြီးမင်္ဂလာသွန်လောင်းပေးပါစေ။ ကျွန်တော်အလိုတော်ငွေစက်ကပ်ဖို့အတွက်ကျွန်တော်စံစာလေးဖတ်ချင်ပါတယ်ရှင်မတဲအခန်းကြီး6အပိုင်ငယ်2ကနေပြီးတော့4ထိထိုကြောင့်တင်သည်အလိုဒါနကိုပြီးသောအခါဟန်ဆောင်တတ်သောသူတို့သည်လူအများ၏ချင်းမွန်းချင်းကိုခံလို၍ပွဲတပေလန်းခရင်၌မိမိတို့ရှိမှတဘိုးခရမုတ်စီဒီနီးတို့မပြုတ်နဲ့ငါအမှန်ဆိုရီကထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီးတင်သည်အလိုဒါနကိုပြီးသောအခါပြီးချောင်းကိုမထင်ရှားစေခြင်းကလေရဘက်လုံဝိုင်းဘက်ပြုတ်အမှုကိုလေဝိုင်းလက်မြမတိစီနဲ့မထင်ရှားသောအရာကိုမြင်တော်မူသောတေဤအဘသည်အကျိုးကိုထင်ရှားစွာပြီးတော်မူလတံအလိုတော်ငွေဆက်ကကြပါစို့ဟာလေလုယာဟာလေလုယာကောင်းမြတ်ဆုံးလင်တော်မူ၍တာသမီးတို့ကိုနေ့ရက်စဉ်တိုင်းကွယ်ကဆုံးမတော်မူ၍ကောင်းချီးပြီးတော်မူသောဖဖရာသခင်ကိုရောအကျေးဇူးတော်မြတ်ကိုချီးမွမ်းနေကိုရောရှင်သည်ဒီနေ့ကောင်းမြတ်လွင်ပါလေယေရှုတပါးတည်တဲ့ကဘာစစ်စစ်ဘုံကြည်ပါစီတာသမီးတို့သည်ကိုရောရှင်ဒီနေ့ကိုရောရှင်ပြန်ထမြောက်တဲ့နေ့မှာကိုရောနဲ့အတူမိတရားဖွဲ့ရသောအခန့်ကိုပြင်ဆင်ပြီးတာမကပဲအိုကိုရောရှင်အမြတ်လောက်သောလူကိုဒီညမှာခေါ်ဆောင်လာတဲ့ကိုရောကျေးဇူးတော်မြတ်ကိုချီးမွမ်းနဲ့တာသမီးတို့ဒီကိုရရှိမောမှာဝေပြုဖို့ကိုကွယ်ဖို့လာတဲ့အခါမှာလက်ချစ်တမလာပါကိုရောနိုင်ငံတော်ချေပြင်းဖို့အတွက်ဤအလိုတော်ငွေမြောက်ကိုအနေငယ်ယူဆောင်လာခဲ့ပါတယ်ကိုရောဤအလိုတော်ငွေမြောက်ကိုရောရဲ့နိုင်ငံတော်ချေပြင်းဖို့အတွက်ကိုရောရှင်အသုံးပြုပြီးတော်မူပါကိုရောရဲ့အတန်ရှင်တော်လက်တော်ထဲတော်အနံပါတယ်ပြီးလို့ကြတာသမီးတို့စစ်တဲ့အသက်တာပေါ်မှာလေကိုရောရှင်ဒီနေ့အိုငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းဂျာမချင်းဆိုကျေးဇူးများကိုရောရှင်ဒီနေ့ပေးသနာတော်မူမိအကြောင်းနဲ့သာသမီတို့၏ခန္ဓာကိုယ်စိတ်နှလုံးသုံးပါစလုံးလုံးနဲ့အလိုငယ်များကိုကိုရထအနံလိုက်တဲ့အခါမှာယေရှုနာမနဲ့ဆုတောင်းဆက်ကအနံပါတယ်ဖခင်အာမင်တော်ပါသေးရဲ့ဆိုရင်ချင်းနဲ့ဖျားဖို့တော့ချီးမွမ်းလိုပါတယ်追记
ကျွန်တော်နှုတ်ကပတ်တော်ထဲမှာတခါတည်းတော့မှဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ရွေးချယ်ထားတဲ့အရာကဆာလံ91ကိုကျွန်တော်ရွေးချယ်ထားတာဖြစ်တယ်ဖုန်းနဲ့ဆိုတော့ဘက်ထရီအားသွင်းတဲ့နေရာနဲ့လည်းတူတယ်ဖုန်းဘလောက်ပဲကောင်းကောင်းဘက်ထရီအားကုန်ရင်ဘာမှတုံးလို့မရအောင်အလကားဖြစ်တယ်အဲ့ခင်ဗျားတို့ဆိုင်ကယ်ဘလောက်ပဲကောင်းကောင်းနောက်ဆုံးပေါ်ဘာဆိုင်ကယ်ပဲဖြစ်ဖြစ်ဓာတ်ဆီမရှင်အလကားပဲအဲ့ဒီဆိုင်ကယ်ဆိုတော့ကျွန်တော်တို့ဒီဖျားเจ้าဟာကျွန်တော်တို့အားဖြည့်တဲ့နေရာတစ်ဖက်ကနေပြောမယ်ဆိုရင်မိခွက်စီနဲ့နှိုင်းကြည့်မယ်ဆိုရင်တော့လုံးဝစီဖြည့်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီစီမီမရှိတဲ့မိခွက်ဟာအလကားပဲအလာတင်စီမီတောင်မှအလကားဖြစ်သွားမှာပါဆိုတော့ဒီနေ့ကျွန်တော်ဖျားเจ้าမှာလာပြီးတော့ခွန်အားယူတာဟာကျွန်တော်အင်မတန်မှဘဝအသက်တာမှာအရေးကြီးဆုံးအရာဖြစ်တယ်ဆိုတော့ကျော်စိုးအတွက်လည်းဒီမှာဆုတောင်းချက်တွေရေးထားပြီးအဲ့ဒီမှာမေ့သွားလို့ပေးဖို့ဒီမှာဆရာမငွေတင်နာမှာရှိတယ်အဲ့ဒီမှာဆုတောင်းချက်တွေအဆုံးပါတယ်ဆိုတော့နောက်မှာဆုတောင်းဖို့လည်းပြင်ဆင်ထားပါအစဉ်သင့်ဖြစ်ရင်ပြောပါဆုတောင်းဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါမယ်ဆိုတော့နှုတ်ကပတ်တော်ထဲမှာတစ်ခါတည်းတွေ့ရအောင်ဒီနေ့ကျွန်တော်အချိန်နိုင်ဟာနောက်ဆုံးသောကာလဖြစ်တည်အားလျော်စွာဘယ်အရာမှကောင်းတဲ့အရာတစ်ခုမှမရှိတော့ကြားရင်လည်းမကောင်းတဲ့သတင်းတွေပဲကြားတယ်ပြီးတော့စွင့်မှုတအားများနေတဲ့အချိန်ကာလဖြစ်တယ်ဒီအချိန်ကာလလေးကနည်းနည်းပါးပါးလေးအခုဘုံတန်တွေတနက်တန်လေးနည်းနည်းမကြားတာတရက်နှစ်ရက်လောက်ပဲရှိသေးတယ်ဆိုတော့အဲ့ဒီအရင်ကကျွန်တော်အိမ်သားဆိုရင်တော့ဘုံခိုချင်းတွေပါတယ်တော့မှတေးတေးချက်ချက်ဒူးထားတာဘယ်တော့ငါတို့အင်ခေါ်မှုပုံမှာဘုံကြမလဲကျွန်တော်နေတဲ့နေရာဆိုရင်တော့ဟိုဘက်ကပြင်းလဲနည်းနည်းကြော်သွားရင်အင်ပေါ်မှာကြမှာဒီဘက်ကပြစ်တဲ့အဖွဲတွေပြင်းလဲဟိုအပေါ်ကိုမမီအင်ပေါ်တဲ့ကြမှာဘယ်သူပြစ်မလွဲတဲ့နေရာမှာရောက်နေတာပြစ်ကွင်းကကျွန်တော်ငယ်တော့ကာတွန်းလို့ပေါ့နော်မုတ်ဆူကြော်တွပီစင်ချိန်ပြီးတော့ပြင်းလွဲသွားတယ်မချိန်ပဲနဲ့ပြင်းထိသွားတဲ့သဘောပေါ့နော်လွဲသမျှအကုန်လုံးကထိမှအင်ကိုကျွန်တော်အင်ကိုထိမဲ့သဘောဖြစ်နေတယ်ကျွန်တော်ညအပြင်သွားရင်အိမ်မရောက်ပဲနဲ့ထောင်ထဲရောက်မလားဆဲအောင်ရောက်မလားဟိုဘက်6လမ်းဆောင်ဘက်သွားရင်လုံချုံမလားခရီးသွားမယ်ကန်ကောလမ်းဘက်ဒီကိတ်ကြောင့်ဟိုဘက်လမ်းကြောင်းမှာလုံချုံမလားကျွန်တော်စွင့်မှုတွေတအားများနေတယ်စွင့်မှုကပူပန်မှုကကျွန်တော်အသက်တာထဲမှာလွှမ်းမှုနေတယ်ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ကျွန်တော်အားလုံးဟာမလုံခြုံဘူးလို့ခံစားနေရတယ်အားလုံးဘယ်သူမှဆိုကိုမလုံခြုံပါလားငါဘယ်နေရာမှာပဲနေ
ငါဘောငါတက်တာဟာမလုံခြုံပါလားဆိုတာကျွန်တော်ခံစားနေရတယ်ဒါဟာနောက်ဆုံးသောကာလမှာဒီထက်ပိုပြီးတော့အခြေအနေဆိုးမဲ့ကိစ္စပဲရှိတယ်ကျွန်တော်ခဏပြောတယ်ကဘာကြီးကောင်းတော့မယ်ကဘာကြီးငိမ့်ချမယ်ဆိုတာအဲ့ဒါလိန်တာယုံတန်းစကားပြောတာကျမ်းစာထဲမှာတော့စိုးရုပ်မယ်တဖြည်းဖြည်းယူယွန်းမယ်အဲ့ဒါပဲရှိတယ်ပူကောင်းမယ်ဆိုတာကျမ်းစာထဲမှာမရှိဘူးဒါကြောင့်ဒီထက်ပိုဆိုးတဲ့အနာဂတ်ကိုဖျက်ကျော်မဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုပြင်ဆင်ရမလဲပို့ပြီးတော့မလုံခြုံတဲ့အသက်တာခရီးကိုကျွန်တော်ဆက်လျှောက်လာမဲ့အတွက်ကြောင့်ကျွန်တော်ဘယ်လိုနေရမလဲဆိုတာစဉ်းစားဖို့လိုတယ်ကျွန်တော်ယောဂထူပြောင်းလာတယ်ဆိုတာတည်တဲ့အတိုင်းယောဂတစ်ခုပြီးတစ်ခုဂျမ်းစာအတိုင်းပြည့်စုံနေတယ်ယောဂမချဖို့တဲ့ယောဂကိုဗစ်တော့တချို့ကငပြစ်တော့ဘာလို့ပြောတာပေါ့နော်သူ့နာမည်တချို့ကျတော့ COVID-19 ဆိုတော့ COVID-19 Omicron ဆိုရင် Omicron ဆိုတော့အမျိုးမျိုးနဲ့နာမည်ပဲမချဖို့တဲ့ယောဂတွေအခုဆိုရင်မြောက်ကျောက်ယောဂတခါမှမချဘူးမကြခင်ဒီထက်ဆိုးတဲ့ယောဂလာအောင်မှာမယုံရင်ထက်ကြည့်ဘာဖြစ်လို့ကျမ်းစာထဲမှာပြောတယ်လဲဆိုရင်ဟာဒီကိစ္စငါမကြားဘူးပါလားအရင်တော့ဒီလောက်လှောက်တဲ့ငလျင်တစ်ခါမှမတွေ့ဘူးပါလားကဘာပေါ်မှာဒီလောက်ကြီးတဲ့မီးတောင်ပေါက်ကွဲတယ်ဆိုတော့မရှိဘူးပါလားကဘာပေါ်မှာဒီလိုတစ်ခါမှမုန်တိုင်းမျိုးမရှိခဲ့ဘူးဟောအရင်ကတစ်ခါမှမကြုံဖို့တဲ့မရှိဘူးတဲ့ဘေးအန္တရာယ်တွေထက်လောင်းမယ်ဆိုတာရှမတရားခန်းကြီး24ကြည့်တဲ့ခါကျရင်အဲ့ဒါတွေတွေ့လာတာဖြစ်တယ်တောက်လျှောက်တွေ့လာတာဖြစ်တယ်အဲ့လိုပြောတဲ့အခါမှာခရစ်တော်ကိုယ်တိုင်ပြောတဲ့အခါမှာဒါဟာနှုတ်ကပတ်တော်ဟာပြည့်စုံမှာဖြစ်တဲ့အတွက်ကြောင့်ပြည့်ကိုပြည့်စုံမှာလည်းဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်ကဘာကိုပြောလို့ကျွန်တော်ကိုဘယ်လိုပြင်ဆင်စေခြင်းတလဲဒါကြောင့်ဒီနေ့လူတွေအတွက်အရေးကြီးဆုံးအရာကဘာလဲဆိုရင်လုံခြုံမှုဆိုတာအရေးကြီးဆုံးဖြစ်တယ်ကုလသမဂ္ဂဆိုရင်လည်းဗာလဲလုံခြုံရေးလို့ပဲခေါ်တာကုလသမဂ္ဂလုံခြုံရေးကျွန်တော်အားလုံးကအင်္ဂလိပ်စာမှာခဏအလွတ်ရတဲ့စကားလုံးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင် safety first ဆိုတဲ့စကားလုံးကခဏပြောတာမလုံခြုံတဲ့နေရာမှာဘယ်လိုလုပ်အပင်စိတ်မလဲဘယ်လိုလုပ်ယဉ်နေမြို့နာမို့လောက်နိုင်မလဲတချို့ကျတော့မြန်မာနိုင်ငံမှာစီးပွားရေးလာပြီးတော့လောက်ကြတယ်ခဏနေတဲ့အခါမှာနိုင်ငံရဲ့ပြဿနာဖြစ်တဲ့အခါမှာမလုံခြုံမှုငါတို့စီးပွားရေးအတွက်ဆိုပြီးတော့ပြန်ထွက်သွားတဲ့သူတွေလည်းရှိတယ်ပြောချင်တာကလူတွေကအားလုံးကပထမအဆုံးကျွန်တော်ဘာလိုအပ်တယ်လဲဆိုရင်လုံခြုံမှုကအရင်ဆုံးလိုအပ်တာဖြစ်တယ်လုံခြုံပြီးမှစိတ်ချပြီးမှဂျန်တဲ့အပိုင်းစီးပွားရေးပိုင်းလာမယ်ဂျမိုင်ပိုင်းပညာရေးပိုင်းတွေအထိုင်ချမယ်အဲ့ဒီခါကျမှအနာဂတ်အတွက်အဲ့ဒီနေရာမှာလုံခြုံစိတ်ချတဲ့နေရာပေါ်မှာကျွန်တော်ကဆက်ပြီးတော့မိသားစုအသက်ရှင်မှာဖြစ်တယ်ဆိုတော့ဒီလုံခြုံဆိုတဲ့အခါမှာကျွန်တော်စစ်တိုက်တဲ့အခါမှာအရင်ပြဖို့ခတ်ဖို့ဘယ်လိုပဲနျူကလ িয়ার ပဲဖြစ်ဘယ်လိုဒုံးပဲဖြစ်တုံးဘယ်လိုလက်နဲ့ကောင်းပဲဖြစ်ကိုင်ဆောင်ပြီးတော့နေတာထက်သူတို့ကဘယ်အရာကိုဦးစားပေးတယ်လဲဆိုရင်သူတို့လုံခြုံဖို့အရင်ဆုံးကျင်းတူးရတာလုံခြုံတဲ့နေရာသူတို့လောက်ပြီးမှတာလင်စစ်တိုက်ဖို့စတင်တာဖြစ်တယ်သူတို့ကဘာလို့ဆိုတော့လုံခြုံရအရေးကြီးလို့ဖြစ်တယ်ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ကျွန်တော်ဒီနေရာမှာဘယ်လိုပဲလုံခြုံပါတယ်လို့ကိုယ့်ကိုယ်ဘယ်လိုပဲပြောကျွန်တော်အားလုံးကအခုချိန်မှာလဲစိုးရိမ်နေကြတယ်ပူပါနေကြတယ်ဒါမဲ့ဒါမြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘူး
အခုယူကရိန်းမှာဆိုဘယ်တော့နျူကလ িয়ার ဘုံကြမလဲဘုံတစ်ခါကျရင်တီးတဲ့အတိုင်းအကုန်လုံးတုံလို့သူတို့ရဲ့ဘုံတွေတအားကြီးတာဟာခါတစ်မြုပ်ဆိုတော့မြုပ်လေမှာကျန်ဒီတစ်မြုပ်လုံးကတော့တော်တော်ကိုပြတ်စည်းမဲ့ပုံစံဖြစ်တယ်ဘုံကလည်းကြီးဘယ်တော့လဲဒါကျွန်တော်မြန်မာနိုင်ငံတင်မကအောင်အဲ့ဒီယူကရိန်းနဲ့ရုရှားတခုတည်းမဟုတ်ကျန်တဲ့မြုပ်တွေအများကြီးဒီချိန်မှာယောဂကြောင့်အကြီးကျယ်ဒုက္ခရောက်တဲ့အဖွဲ့တွေဖြစ်တယ်အခုဒီမှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်မှာအကြီးကျယ်ကျွန်တော်ဒုက္ခရောက်တယ်တချို့ကျတော့အခုသူတို့စီးပွားရေးကြပြီးတော့စီထဲဖို့မရှိတော့လို့အခုအကြီးကျယ်နိုင်ငံကစီးပွားရေးဟာဇောက်ထိုးကြပြီးတော့အကြီးကျယ်ဆန္ဒပြမီးရှို့ကားတွေလည်းကုန်မီးရှို့ကျွန်တော်ကြားရတဲ့အရာဖြစ်တယ်ကျွန်တော်ဘာပြောချင်တယ်လဲကျွန်တော်ရဲ့အသက်တာဟာတဖြည်းဖြည်းမလုံခြုံဘူးလို့ကျွန်တော်ခံစားနေရတဲ့အလုံးကဒါဆိုရင်ကျွန်တော်လုံခြုံတဲ့နေရာမရှိတော့ဘူးလားကျွန်တော်တို့လုံခြုံတဲ့နေရာမရှိဘူးလားလုံခြုံတဲ့နေရာရှာဖို့မလိုအပ်ဘူးလားကျွန်တော်ဣသရေလလူမျိုးတွေဟာဉာဏ်ရည်ထက်မြက်တယ်ဖျားပေးထားတယ်ဆူနာမီဖြစ်တယ်ဆိုဇလန်းရိုက်တာနဲ့နောက်မကြောက်တနေ့ဆူနာမီတကယ်ဖြစ်တာကဘာကြီးတူလူပြတ်မယ်ရိုက်တာနဲ့မကြဘူးဒါတော့မှဖြစ်မလားဆိုတော့စောင့်နေကြတယ်ပြောချင်တာကသူတို့ကချူတင်ပြီးတော့သူတို့ရဲ့ဟောထားတာသူတို့ရိုက်ထားတဲ့ဗီဒီယိုထဲမှာဒီကဘာမြေကြီးအဲ့လိုဖြစ်ရင်ကျွန်တော်မြေတွင်းတူးရအောင်ဆိုမြေတွင်းတူးတဲ့အဖွဲ့တွေလည်းရှိတယ်အဲ့ဒီညမှာလုံခြုံမဲ့ဘယ်လိုပဲဖြစ်ဖြစ်နှစ်ဘလောက်ထိနေလို့ရတယ်ပြင်ဆင်ကြတယ်ဒါပေမဲ့ကျမ်းစာထဲမှာတော့မြေတွင်းတူးပြီးမှအထဲမှာပုံရင်တောင်မှလူတွေအတွက်မလုံခြုံဘူးဆိုပြီးတော့ဘုရားသခင်ကျမ်းစာထဲမှာဖော်ပြထားတယ်ဘာဖြစ်လို့လဲကျွန်တော်နှုတ်ဆုံးသောကာလဖြစ်တဲ့အတွက်ကြောင့်ဒီအရာဟာတကယ်ပဲကျွန်တော်တွေ့ကြုံဖို့ခက်ခဲတဲ့အရာဖြစ်တယ်ကျွန်တော်ကြမ်းချက်လေတစ်ခုကိုကျွန်တော်ဖတ်ကြည့်ရအောင်ဒီနေ့ကျွန်တော်ရွေးထားတဲ့ကြမ်းချက်ကအများကြီးဖြစ်ပေမဲ့အခန်းကြီးဆာလံ61နဲ့1နဲ့2ကိုပဲအရင်ဆင်ခြင်ကြအောင်61ခုမြောက်သောဆာလံအခန်းကြီးအပိုင်ငယ်1နဲ့2ကိုကျွန်တော်တစ်ချက်ကြည့်ကြအောင်ကျွန်တော်တွေ့ရင်တော့အတူတကွဖတ်စေချင်တယ်ဒီနေရာကျွန်တော်အားလုံးအတူတကွဖတ်ရအောင်အမြင့်ဆုံးဖျား1 2 3အမြင့်ဆုံးဖျားကွနေတော်သူသည်အနန္တတကူရှင်အရိတ်ကိုခိုရလိုက်မည်ထာဝရဖျားငါခိုလုံးရာငါဤရဲတိုက်ငါကိုးစားသောဖျားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏ဒါဆိုရင်ဒီမှာရှိတယ်ဘယ်နေရာဘယ်ဌာနမှာခိုလုံရမလဲကျွန်တော်ဟောဌာနမှာခိုလုံရမလားဒီဌာနမှာခိုလုံရမလားဘယ်နိုင်ငံမှာခိုလုံရမလဲအမေရိကန်ဟာလုံခြုံတယ်လို့ထင်ပေမဲ့သူတို့ရဲ့နိုင်ငံကိုစိုက်ပါကြိုက်တယ်လို့သူတို့ကဖောက်ထွက်နိုင်တယ်ရွေးကောက်ပွဲတော်မှာတော်တော်လေးကိုသူတို့ရဲ့လုံခြုံရေးကိုထုတ်ဖောက်ကြတယ်အမေရိကန်တော်မလုံခြုံဘူးဒီနေ့ကိုရန်တော်တွေဘာတွေလုံခြုံရထားတယ်မလုံခြုံဘူးလုံခြုံတဲ့နေရာဆိုတော့ကဘာပေါ်မှာမရှိဘူးဒီနေရာမှာတော့ဖော်ပြထားတာအမြင့်ဆုံးသောဖျားဤကွယ်ကာယာဌာနတော်၌နေတော်သူသည်ဖျားသခင်မှာဌာနတစ်ခုရှိတယ်သူ့မှာနိုင်ငံတစ်ခုရှိတယ်အဲ့ဒီနိုင်ငံလေးထဲမှာဘယ်လောက်လုံခြုံတယ်လဲဆိုရင်အနန္တတကူရှင်ကိုတိုင်ကသူ့အရိတ်ခိုလုံတော်သူကဝေကားတယ်ခိုလုံဆိုတဲ့အရာကကျွန်တော်အရေးကြီးဆုံးစကလုံးတစ်လုံးဖြစ်တဲ့ခိုလုံတယ်ကျွန်တော်ယေရှုကဒီလိုမှားထားတာဖြစ်တယ်ခမရတို့ပထမအဆုံးဘာမှမလုပ်နဲ့လောက်ဖို့တခုပဲမှာမယ်ပြောမယ်ကျွန်တော်စစ်သားတော့မဟုတ်ဘူးကျွန်တော်ရဲတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကကြည်တယ်လို့မှတ်တယ်လို့ဆိုရင်စစ်တိုက်တော့မယ်ဆိုရင်စစ်မြေပြင်ရောက်တာနဲ့သူတို့ပထမအဆုံးဘာလောက်ကြတယ်လဲမရင်းတက်တွေဘာလို့ကြီးတဲ့ခါကျရဟရင်နဲ့ချတာအောက်ကိုရဟရင်နဲ့အောက်ကိုချအောက်ဆင်းတာနဲ့ချက်ချင်းသူတို့ဘာလောက်တယ်လဲဆိုရင်သူတို့တက်စကန်ချတဲ့နေရာမှာကြောပွေးတွေကိုအရင်ချတဲ့နဲ့တွေလည်းအကုန်ချအဲ့ဒါမှဘာလောက်တယ်လဲဆိုရင်ကိုပြားစပြီးတော့တူမြေကြီးတွေစပြီးတော့တူအဲ့ဒီမှာသူတို့ရဲ့လုံချိုးတဲ့နေရာကိုအရင်ဆုံးလောက်ပြီးမှဒါလင်းသူတို့တဲ့နဲ့တွေဘာတွေနဲ့ပြန်ပြီးတော့စနစ်တကျနဲ့ရန်သူကကွဲဖို့နေကြတယ်ပြောချင်တာက
ယေရှုကခမည်းတော်အတွက်ပထမဆုံးအရေးကြီးတစ်ခုပြောမယ်ဖယားသခင်ရဲ့နိုင်ငံတော်ဒါမှမဟုတ်ရင်ဖယားသခင်ရဲ့အရေးကိုပထမအဆုံးခိုလုံဖို့ရန်အတွက်နိုင်ငံတော်နဲ့ဖြောင့်မချင်းတရားအရင်ဆုံးရှေးဆုံးစွာရှာပါဖယားသခင်အရေးကိုအရင်ရှာပါကျမ်းစာထဲမှာဒီလိုဖော်ပြထားတယ်ငါကိုနီးတော်သူသည်ငါနီးမယ်ဘယ်သူအရင်နီးမလဲဖယားသခင်လာတင်လာဆိုရင်ခမည်းအရင်နီးမှဖြစ်တယ်ခမည်းအရင်ကပ်မှဖြစ်တယ်ဖယားစာတန်ကဖယားနဲ့နီးဖို့ရန်အတွက်နီးကပ်ဖို့ကြောက်တယ်အမျိုးမျိုးကြောင့်ဖယားเจ้าမလာနိုင်အောင်အမျိုးမျိုးကြောင့်ဖယားတရားဖက်မပါနိုင်အောင်အမျိုးမျိုးကြောင့်ဖယားเจ้าထဲကိုမရောက်ဒီတာမကခရုစိတ်မသွားနိုင်တင်တမ်းမသွားနိုင်အောင်ကျမ်းစာမဖတ်နိုင်အမျိုးမျိုးနဲ့ကာကွယ်တယ်နှောက်ယှက်တယ်ဘာလို့ဆိုဖယားသခင်နဲ့နီးဖို့ရန်အတွက်အမတားမကြောက်တယ်အရေးလို့ပြောတဲ့အခါမှာဒီနေရာမှာအရေးဖယားအနန္တတကိုးရှင်ရဲ့အရေးဆိုတဲ့ပြောတဲ့အခါမှာအရေးလို့ပြောတဲ့အခါမှာကျွန်တော်ချက်ချင်းဘာကိုတွားတရိယာကြတယ်လဲဆိုရင်တစ်ပင်အရေးကိုတရိယာကြတယ်တစ်ပင်အရေးကိုခိုးချင်နေဆိုရင်ဥပမာနေတအားပူတဲ့အချိန်မှာကျွန်တော်ခရီးသွားတဲ့တအားမောတဲ့ခါမှာအရေးရှာတယ်အရေးရှာတယ်အဲ့ဒါမှတစ်တပင်အဲ့ဒါမှအရေးရှိတယ်ဆိုပြီးတော့အဲ့ဒီအရေးခိုးလုံးဖွဲ့ရတဲ့ခမည်းသွားရမှာဖြစ်တယ်အဲ့ဒီအရေးရောက်တဲ့ခါကျမှအဲ့ဒီအရေးအောက်မှာတင်ဟာအေးချမ်းချမ်းလေးနဲ့ခမည်းအနာယူလို့ရမှာဖြစ်တယ်ပြောချင်တာကဝန်လဲတော့သူပေါင်းတော့ငါထန်တော့လာကြပါငါအရေးကိုခိုးပါလို့ပြောတဲ့ခါမှာသူ့ရဲ့ security ကဘယ်လောက်ထိမြင့်တယ်လဲဆိုရင်အမြင့်ဆုံးဖျားကိုတိုင်ကွယ်ကာတဲ့အရေးတဲ့ဘယ်လောက်ထိလုံခြုံတယ်လဲမိတ်ဆွေအောက်ကိုကျွန်တော်ဆက်ပြီးတော့ဖတ်မယ်ဆိုရင်တင်းရဲ့လက်ရဘက်မှာလူတစ်ထောင်လက်ဝဲဘက်မှာလူတစ်တောင်းလဲရင်တောင်မှတင့်ကိုမထိခိုက်စေရရန်သူတွေတောင်ပါလာတဲ့နေ့မှာပြစ်တက်တဲ့မြားပြီးတော့ကာလနာယောဂညမှာပြစ်တက်တဲ့ကျွန်တော်ကာလနာကစတင့်ကိုဖျားသခင်ကလုံခြုံစွာကွယ်ကာမယ်ဒါပေမဲ့ဘယ်နေရာမှာလဲဖျားရဲ့အရေးမှာတင်ခိုးလို့မှဖျားကကွယ်လို့ရမှာဖြစ်တယ်ခမည်းဖျားသခင်အရေးကိုမခိုးရင်တော့ကာကွယ်လို့မရဘူးအဲ့ဒီနေရာမှာဘယ်သူ့ကိုကျွန်တော်သွားတရိယာတယ်လဲဆိုရင်ပျောက်တော့သားကိုသွားတရိယာတာပျောက်တော့သားဆိုတာနဲ့အားလုံးကသိမှာပါတချို့ကြတော့အမျိုးမျိုးအတိတ်ပဲဖွင့်ကြတယ်ကျမ်းစာထဲမှာဖခင်တယောက်ကသားနှစ်ယောက်ရှိတယ်အကြီးနဲ့အငယ်ဆိုပြီးတော့သူခွဲထားတာနှစ်ယောက်စလုံးကသားအစစ်အတုမဟုတ်ဘူးမွေးစားသားလည်းမဟုတ်ဘူးနှစ်ယောက်စလုံးကသားအရင်ခောက်တယောက်ကအဖေရဲ့အရေးကိုမခိုးချင်ဘူးသူ့ခြေတော့ပေါ်သူရက်တီချင်တာအဖေရဲ့အမွေဥစ္စာကိုယူပြီးတော့စီးစိမ်ကိုယူပြီးတော့ကြိုက်တယ်လို့တောင်းဖြုံးပြီးတော့ပြောချင်တာအဖေကခွင့်ပြုလိုက်တယ်ပေးလိုက်တဲ့အခါမှာသူထွက်သွားတယ်ဝဲတော့အရက်ကိုသွားတယ်ပြောတယ်ပါတယ်မကြဘူးအဲ့ဒီဘာဖြစ်တယ်လဲဆိုရင်အဲ့ဒီသားအကြီးအကျယ်တော့ခရောက်တာไม่ဆိုဖျားတဲ့ခေမကာကွယ်ဘူးဆိုရင်အမေရိကန်မှာတင်ရောက်ရင်တော့မှခမည်းအမေရိကန်ဟာခမည်းရဲ့တင်ကြံကုန်ဖြစ်နိုင်တယ်ကျွန်တော်အထင်တော့အမေရိကန်မှာကျွန်တော်သွားမယ်အလောက်လောက်ရင်ပတ်စံရမယ်မဟုတ်ဘူးအဲ့ဒီမှာတင်ကြံကုန်ရှာတဲ့သူအများကြီးရှိတယ်အဲ့ဒီမှာငငယ်ရွယ်နဲ့တဲတဲ့လူအများကြီးရှိတယ်တယ်လီဖုန်းကြီးရှိတယ်ဖျားတဲ့ခေအရိုက်မှာခမည်းခိုးလုံးမယ်ဆိုရင်ဟာခါမှာလဲတင်ကောင်းကြီးခံစားတဲ့နေရာဖြစ်မှာဖြစ်တယ်ခမည်းရဲ့တော်ခမည်းရဲ့ခြံလဲတောင်မှကောင်းကြီးခံစားတဲ့နေရာဖြစ်ဖျားသခင်အတော်ပြုနိုင်တာဖြစ်တယ်အရေးကြီးတာကဖျားသခင်အရေးမှာတင်ရှိဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်ဒုက္ခရောက်နေတယ်အဲ့ဒီပျောက်တော်သားဟာစားစရာတော့မရှိတော့လို့ဝက်စာကိုနှိပ်စားဖို့ပြင်တဲ့အခါမှာဟိတ်ကောင်မင်းဘာလောက်တာလဲအဲ့ဒီဝက်ပိုင်ရှင်ကတော့မှဝက်စားတဲ့အဲ့ဒီပေးတော်မှ तू ပေးမကျွေးဘူးအကြီးကျယ်စားတယ်အဲ့ဒီခါမှာ तू တရိယာအိုးငါအဖေရဲ့အရေးမှာခိုလုံနဲ့အစေခံတွေတော်မှငါထက်ချမ်းချမ်းသာသာနဲ့နေကြတယ်ငါအဖေအရေးကိုငါမခိုလုံမိတာငါမှားတယ်ဆိုပြီးတော့အဖေအရေးကိုပြန်ခိုလုံဖို့ပြန်လာတဲ့အခါမှာအဖေရဲ့ကောင်းကြီးအဖေရဲ့ဆောင်ရှောက်မှုအဖ
ဖဲရဲ့စီးစိမ်ကိုသူပြန်လဲပြီးတော့ခံစားတာဖြစ်တယ်ဒီနေ့မိတ်ဆွေသင်ဟာဖះရဲ့အရေးကိုသင်မခိုးလုံးခြင်းဖို့ဆိုရင်ခမည်းခြေတော့ပေါ်မှာခမည်းရက်တည်မယ်ငါကောင်းပါတယ်ငါဆောင်းရှောက်နိုင်ပါတယ်ငါဖះမလိုပါဘူးခမည်းရဲ့အရေးကိုပဲခမည်းကအားကိုးမယ်ဆိုရင်ရှင်လုကာထဲကပညာမဲ့တော်သူနဲ့တူလိုက်မယ်သူကဘာပြောတယ်လဲဆိုငါဝိငင်ငါ့ကိုကြည်ဆိုင်သူဝိငင်နဲ့သူနဲ့စကားပြောနေငါဝိငင်ငါ့ကိုကြည်ဆိုင်ငါစောက်ထားတဲ့ဒီစပကြီးလေးအကုန်ပြည့်သွားပြီစပါတော့မထေဖို့နေမရှိတော့စပြည့်ရထဲစရာမရှိတော့ဘူးငါတော်ချမ်းသာနေပါလားငါဒီလိုပြောမယ်ပူကြီးတဲ့စပကြီးဆောက်ပြီးတော့ငါရဲ့အောက်စားတွေစုမယ်ဝါစွာစားစမ်းပါဆိုပြီးတော့ငါဝိငင်ကိုငါပြောမယ်ဆိုရတော့သူဟာသူပြောတဲ့အချိန်မှာအတန်တန်ကြတယ်အချင်းလိုမယ်ယနေ့ညပင်တဲ့အတက်ကိုငါယူမယ်ဆိုပြီးတော့ဖျားတင်ပြောတဲ့အခါမှာသူရဲ့အုပ်စာတွေအလကားဖြစ်သွားတယ်ပြောချင်တာကမိတ်ဆွေကျွန်တော်ဟာဖျားတခင်ရဲ့အရေးကိုမခိုးလုံဘူးဆိုရင်ကျွန်တော်တို့လုံခြုံတဲ့နေရာဆိုတော့ကဘာမှမရှိဘူးဖြစ်တယ်ဒါကြောင့်သင်ဖျားရဲ့အရေးကိုခိုးလုံဖို့ရန်အတွက်ဆိုတာကအဲ့ဒီလုံခြုံတဲ့အရေးဆိုတာကဘာလဲဆိုရင်သင်ဟာခရစ်တော်ကိုကယ်တင်ပါရှင်အဖြစ်ယုံကြည်လက်ခံပြီးတော့အခုနကျွန်တော်တို့ဒီဥရွှေကီဥဆောင်တော်တဲ့ကျမ်းစာထဲမှာကျွန်တော်ဟာခရစ်တော်ရဲ့ကိုယ်အင်္ဂါဖြစ်တဲ့ခရစ်တော်နဲ့တသွေးဓာရီဖြစ်တဲ့အခါမှာတလုံးတဝါကြီးဖြစ်တဲ့အခါမှာခရစ်တော်ဟာဖခင်ရဲ့လက်ရတော်မှာထိုင်တဲ့အခါမှာကျွန်တော်လည်းဖခင်ရဲ့လက်ရတော်မှာလုံခြုံစွာနေမယ်လူမီဒီကခရစ်တော်မှာရှိမှတားလင်ခရစ်တော်ယုံကြည်မှတားလင်ကျွန်တော်ဟာလုံခြုံတဲ့နေရာမှာရှိတော်သူဖြစ်ပါလိမ့်မယ်ဘယ်နေရာဟာအလုံခြုံဆုံးဖြစ်မလဲခင်ဗျားတို့တွားချင်းတဲ့နေရာလို့ပြောတဲ့အခါမှာလူတယောက်ပြောတယ်ကောင်းကင်နိုင်ငံအလုံခြုံဆုံးဖြစ်မယ်ဒါဆိုခင်ဗျားတွားချင်းလားမတွားချင်းဘူးတဲ့ဟောကောင်းကင်နိုင်ငံတော့တည်တယ်လုံခြုံတယ်ဆိုတော့တည်တယ်မတွားချင်းမှာဟုတ်တယ်လေခင်ဗျားတို့ကောင်းကင်နိုင်ငံတွားချင်းတယ်ဆိုရင်လည်းဟောပေါ့ပြန်လာဖို့တော့မစင်စားနဲ့ပေါ့နော်တအားဝဲတယ်ဆိုတော့အဲ့ဒါမှပဲအပြီးသွားနေလိုက်ပါကောင်းကင်မှာနေလည်းပြန်လာချင်းမှာမဟုတ်တော့ဟောမှာကျတော့ပျော်စရာကောင်းမှာဆိုတော့မဟုတ်ဘူးလောကမှာလုံခြုံတဲ့နေရာရှိဆာလ23မှာဒီလိုဖော်ပြထားတယ်တင်မင်းအရေးလွှမ်းမိုးတော့ခြိုင်နိုင်ရှောက်သွားတော်လေဘေးအန်ဒရေကိုငါမကြောက်တင်မင်းအရေးမှာဘာရှိတယ်လဲဘေးအန်ဒရေပဲရှိတယ်ဘေးအန်ဒရေပဲရှိတယ်ဒါကြောင့်အရေးနှစ်ခုရှိတယ်ဒီလောကဟာစာတန်ကအုပ်ဆိုးတဲ့အတွက်ကြောင့်စာတန်ရဲ့အရေးထဲမှာရှိတဲ့အဖွဲ့တွေအများရှိတယ်ဒီထဲကနဲ့ဖျားသခင်အရေးကိုခိုးလုံကြပါယေရှုခရစ်ကိုမိမိကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံကြပါနော်အဲ့တော့မှခမားလုံခြုံမယ်နော်ဆိုပြီးတော့အခုအေဝင်ကလစ်တရားကိုကျွန်တော်ဝင်ငှနေတာအလကားမဟုတ်ခမားတို့လုံခြုံရေးကိုတာဝန်ယူနိုင်တဲ့အသက်ရှင်တဲ့အချိန်မှာကိုယ်ကစောင့်မနိုင်တဲ့ဖျားကိုခမားတို့ပိုင်ဆိုင်စေခြင်းလို့အေဝင်ကလစ်တရားဝင်ငှတာဖြစ်တယ်တေမင်းအရေးလွှမ်းမိုးတဲ့ခြိုက်ထဲမှာရှောက်ရင်တောင်မှငါဟာဖျားသခင်အရေးမှာခိုလုံတော်သူဖြစ်တဲ့အတွက်ငါဘေးအန္တရာယ်ကိုမကြောက်ဘူးဆိုပြီးတော့ဆာလန်ဆရာကတသက်ခံတယ်အဲ့ဒီထက်ဖျားရဲ့အရေးဟာဘယ်လောက်လုံခြုံတယ်လဲဆိုရင်စာတန်ကတသက်ခံတာတစ်ခုရှိတယ်စာတန်တသက်ခံတာလည်းတကယ်ခွန်အားရဆရာကောင်းတယ်နော်ခင်ဗျားတို့တသက်ခံတာထက်တောင်ပို့ပြီးတော့ခွန်အားရတယ်လို့ပဲဒါပေမဲ့ခင်ဗျားတို့တက်တဲ့မခံကြပါဘူးเนาะဒီမှာတက်ခံကြပါပြောရင်လည်းမခံကြဘူးအချိန်ကိုလေးစားလွန်းလို့လားမသိဘူးတချို့လူကြတော့တက်ခံဖို့ကျွန်တော်အခွင့်မပေးရဘူးတက်ခံတော့မယ်ဆိုရင်စားရတဲ့လုံခဲတဲ့ခုနှစ်ကတော်ပြီလုံခဲတဲ့ခုနှစ်ကကြာမှာဇာစင်းဆွေးခေါ်ရမှာမဟုတ်လားဥဆွေကြီးတတိရှိသလားမရှိလားတော့မသိဘူးတတိရှိတဲ့အဖွဲ့တွေကိုကျွန်တော်တဘာပတိခတ်မယ်တက်ခံခိုင်းပြီးတော့တားရှိတဲ့လူနောက်ကနေဆွဲခံမယ်သူပြောတာတော့သူပြောချင်တယ်အဲ့ဒါပါပဲတော်ပါပြီဆိုပြီးတော့ဆွဲပြီးတော့ဆင်ခိုင်းရဒီအစီအစဉ်ဟာကျွန်တော်ဘာနဲ့တူတယ်လဲဆိုရင်တမဒ
အစည်းအဝေးနဲ့တူတယ်ဖျားသခင်တမရအစည်းအဝေးနဲ့တူတယ်ဒီဝတ်ပြုစည်းဝေးဟာလူနေတာများတာမဆိုင်ဘူးစမတ်ကြနဲ့ကျွန်တော်နေရမယ့်နေရာဖြစ်တယ်ပြောရင်လေတကယ်ပညာသားပါနဲ့လောက်သမျှအားလုံးကအကောင်းဆုံးကျွန်တော်အခြေအနေနဲ့အကောင်းဆုံးလောက်ရမယ့်နေရာဖြစ်တယ်ဖျားเจ้าဟာအဲ့ဒီမှာတချို့ကြတော့ဘယ်ဒုက္ခနဲ့ဒီဖျားเจ้าမှာဖျားရှိခိုးတဲ့အခါမှာတော်ကိုအစင်မပြေတော့သူကဖျားသခင်ကိုမလေးစားတာလားဆိုပြန်တော့လေလူတယောက်အိမ်ငိုက်တာခင်ဗျာဘာလို့အိမ်ငိုက်တာလဲဖျားเจ้าတဲ့မှာဟာငါအဖေရဲ့အိမ်မှာငါအိပ်ပျော်တာလေအဖေရဲ့အိမ်ဆိုတော့ငါအစင်ပြေလို့ငါအိပ်ပျော်သွားတာမဟုတ်အဖေအိမ်ဆိုမဲ့အိမ်မဲ့နေရာမဟုတ်ဘူးဒီနေရာကငါအဖေအိမ်မဲ့ကငါစွကျင်းနဲ့ဘောင်းပြီးနဲ့နေလေကိစ္စမရှိမဟုတ်ဘူးမရဘူးဒီမှာလာလို့မရဘူးအိုမတော်မရန်ကုန် airport မှာတော်မှာအာကစားပေါင်းပြီးနဲ့တခါသွားမိတာမရဘူးပြန်နေရန်ကုန်လေးဆိုင်မလေးရှားလေးဆိုင်ဆိုရင်ကျွန်တော်ဒီတရေပနတ်ပနတ်တွေလဲညက်ပနတ်တွေနဲ့တွေ့လုံးဝဝင်ခွင့်မပြုဘူးဘာတဘောလဲမသိဘူးအဲ့မလေးရှားလဲအိုစရာကောင်းတယ်အဲ့လေ airport တော်မဝင်တာဒီငါကြတော့ကျွန်တော်ချိုက်တယ်လို့ဝတ်စားပြီးတော့ဖျားရှိခိုးလို့မဟုတ်ဘူးရှိတဲ့အရာထဲနဲ့အကောင်းဆုံးကျွန်တော်လာရမယ့်နေရာဖြစ်တယ်အာမင်ဘာလို့ဖျားရဲ့တာတိမီကျွန်တော်ရဲ့တိတ်ခါဟာကိုဟာဖျားသားပဲဆိုတဲ့တိတ်ခါနဲ့ကျွန်တော်ဒီညာလာရတာဖြစ်တယ်ဆိုတော့အကောင်းဆုံးလာတာအဲဒါကြောင့်စာတန်ကတက်တဲ့ခန္ဓာကိုကျွန်တော်ပြောမယ်ခင်ဗျားတို့လည်းခွန်အားရမယ်ထင်ပါတယ်နော်စာတန်တက်တဲ့ခန္ဓာကခွန်အားမရပါဘူးအဲ့လိုမပြောပါနဲ့ဒီတစ်ခါလေးတော့ခင်ဗျားခွန်အားရမှာပါစာတန်တက်တဲ့ခန္ဓာလေယောဘဝတ္ထုထဲမှာအခန်းကြီးဟိုဘက်ကိုတစ်ချက်လောက်projector ထုတ်ပြလို့ရမလားမသိဟိုဘက် TV ကိုတစ်ချက်လောက်ယောဘဝတ္ထုထဲမှာအခန်းကြီး1အပိုက်ငယ်9နဲ့10ကိုကျွန်တော်ကြည့်ကြည့်အောင်ယောဘဝတ္ထုအခန်းကြီး1အပိုက်ငယ်9နဲ့10ကိုတစ်ချက်လောက်ကြည့်အောင်ကဲကျွန်တော်တွေ့ရင်ကြည့်အောင်စာတန်ကလည်းတဲ့ဟိုမှာနော်တက်တဲ့ခါနဲ့သူ့နာမည်နဲ့ကိုစလာတာစာတန်ကလည်းကဲတွေ့ကျွန်တော်အတူတူကဖတ်ရအောင် ready 1 2 3စာတန်ကလည်းယောဘသည်အကျိုးမရပဲဖျားဝုတ်ကိုပြုတ်တော်ကိုတော်သည်သူ့ကိုမှဆ၍သူ့အိမ်နဲ့သူ့ဥစ္စာရှိသည်မြပတ်လည်၌ဆောင်ရန်ကာတော်မူသည်မဟုတ်လောသူပြုတ်လေသည်များတို့ကိုကောင်းချီးပေးတော်မူပြီးသူနွားဆရှိသောတရိษံတို့သည်မြေပေါ်မှာအလွန်ပွားကြပြီကဲအဲ့လိုထိပဲကြည့်အောင်စာတန်ကလည်းတဲ့ပြောတယ်ယောဘခင်ဗျာမြေပြင်ပေါ်မှာငါတက်စာခံနေငါကိုတက်စာရှိတဲ့နော်ကျွန်တော်ဖျားကိုကိုးကွယ်တဲ့ခါမှာဘာနဲ့ကိုးကွယ်ရမလဲနာဝိငင်နဲ့ဘာလဲတက်စာနဲ့တက်စာဆိုတာကပါဇက်နဲ့မရတော့ဘူးအသက်တာနဲ့တက်စာရှိတယ်လားမရှိဘူးလားဟောမိုးရွာတော့ကွာငါဖျားเจ้าမသွားဘူးဆိုတာကမိုးလောက်တော့မတက်စာမရှိတဲ့အဖွဲတွေလည်းရှိတယ်မိုးရွာလို့တကယ်လို့လက်ထပ်တော့မယ်ဒီမှာဖျားเจ้าမှာဆိုရင်မိုးရလို့ငါလက်မထပ်တော့ဘူးကွာပြန်တော့မယ်ဆိုတဲ့ဖွဲ့ရှိမလားအဲ့လောက်တော့မှဖျားကိုမချစ်ရင်တော့နော်ကိုဇနီးလောင်းလို့တော့မချစ်တော့မဟုတ်သေးပါဘူးအဲ့ဒါတွေ့လားတက်ဆာရှိတဲ့ငါတပည့်တွေ့လားဘယ်သူလဲယောဘလေတွေ့တာဗောဘယ်လိုသဘောရလဲဟာကိုရောကလည်းသူ့ပေးထားတဲ့ကောင်းကြီးကိုကြည့်ပါလားအလကားတက်နဲ့တက်ဆာရှိတာမဟုတ်ဘူးခမပေးလို့ကိုရောပေးလို့သူတက်ဆာရှိတာပါကြည့်လေကိုရောကဘယ်လောက်ထိသူ့ကိုယ်ခါတယ်လေကြည့်စမ်းပါဦးသူ့ရဲ့ကိုခန္ဓာမှအစသူ့သားသမီးတွေမှအစသူ့အိမ်သူ့ဥစ္စာဆုံးသူ့ရဲ့ trace ဟန်တွေပါအကုန်လုံးဆောင်ရမ်းတယ်ဆိုတာကာယံပြီးတော့ကိုယ်ကာတယ်လေကိုရောဒီလိုကိုယ်ကာမှတော့သူ့ကိုဖျားကိုသူကိုယ်ွယ်တာပေါ့စာတန်ကသူ့ကိုထိခိုက်ဖို့ရင်တော့မရဘူး
စာတန်ကိုခွင့်ပေးတယ်ခမည်းတော်တိုင်ဒါပေမဲ့ဖျားကသူ့ရဲ့ကာယံထားတဲ့အကာယံကိုမချပေးတဲ့အခါမှာစာတန်ကတွားမထိနိုင်ဘူးဖျားကကဲထိတော့ဆိုပြီးတော့သူ့ရဲ့ကာယံကိုချပေးမှသာလေစာတန်ကထိနိုင်တာဖြစ်တယ်ယောဘပြောချင်တာဘာလဲဆိုရင်ယောဘဟာဖျားရဲ့အရေးမှာရှိတဲ့အခါမှာဘယ်လောက်ထိတူလုံးချုံတယ်လဲဆိုရင်စာတန်ကတောင်ထိလို့မရဘူးအာမင်လုံးဝစာတန်ကတောင်ထိလို့မရဘူးတသက်ခါနာသူကိုယ်တိုင်ခင်ဗျားတို့ကလည်းဖျားရဲ့မှနေရင်စာတန်ထိလို့ရလားဆိုရင်မရဘူးတချို့ကြတော့လည်းမယုံမလားရပါတယ်စာတန်ထိနိုင်မှာပါခင်ဗျားတို့စာတန်ကိုတဲ့အခွင့်အရေးတအားပေးလို့နာခင်ဗျားတို့စာတန်ကိုအထင်ကြီးတာသူဟာသူတောင်မှ confident တိတ်မရှိတာကိုလောက်ကြည့်လေငါတို့ကိုတိုက်ခိုက်နိုင်မှာပါဆိုတော့ခင်ဗျားကတော့တောင်မှစာတန်ကိုခွန်အားတွားပေးတယ်လို့ဖြစ်နေတာမထိနိုင်ဘူးမလောက်နိုင်ဘူးဘာလို့လဲကိုရောကကာယံထားတယ်ကောင်းကြီးပေးထားတယ်သူဆောင်ရှောက်ထားတယ်သူ့ရဲ့တိုးနွားတော်မှထိလို့မရဘူးဒီနေ့ဖျားသခင်ပေးထားတဲ့ကောင်းကြီးတော်မှဖျားကကွယ်ကာမဆတယ်ဟာလေလုယာဖျားပေးထားတဲ့ကောင်းကြီးတော်မှဖျားကိုယ်တိုင်ပြန်ပြီးတော့ကွယ်ကာတယ်ဒီနေ့ကျွန်တော်ရရှိတဲ့ကာဒီနေ့ကိုယောဟန်ထွန်းကိုဖျားပေးထားတဲ့ကောင်းကြီးအဲ့ဒီဆော့ကားကြီးဟာဖျားသခင်ကပြန်ကာကွယ်ပေးထားတာဖြစ်တယ်မကာကွယ်ပေးဘူးဆိုရင်အဲ့ဒီကောင်းကြီးကကောင်းကြီးတို့ထင်တဲ့အရာကငါတို့အသက်ကိုနှုတ်ယူသွားနိုင်တယ်ဒါပေမဲ့ဖျားအရေးမှာမခိုလုံတဲ့သူတွေတော့ကျွန်တော်အာမမခံဘူးဘာလို့လဲပျောက်တော့တားဟာတားဆိုပေမဲ့မခိုလုံခြင်းတဲ့အခါမှာမတတ်နိုင်ဘူးတချို့ကပြောတယ်ဝတ်စာကျွဲတယ်တချို့ဧဝံဂေလိဆရာတွေလည်းဘယ်လိုတရားဟောမှကိုမသိသူတို့ဟောလိုက်လေတိတ်ပြီးတော့ဦးနှောက်နေတဲ့အဖွဲတွေကလည်းအာမင်ထူတဲ့အဖွဲတွေရှိတယ်ပျော်တော့တာကိုအစာကျွဲတဲ့ဝတ်တွေဟာသူတို့အထင်းမှာနတ်ဆိုးရှိတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပျော်တော့တာဟာနတ်ဆိုးတွေရဲ့တပေလောက်တယ်ဆိုပြီးတော့တရားဟောတဲ့ဧဝံဂေလိဆရာတွေလည်းရှိတယ်မဟုတ်ဘူးဝတ်ထဲမှာရှိတဲ့နတ်ဆိုးတွေမရှိတော့ဘူးအကုန်မောင်းထုတ်လို့ထွက်ပြီးကုန်ပြီယေရှုကပြောချင်တာကဘာလဲဆိုရင်သူဟာဝတ်စာကျွေးတာကဝတ်ကိုနဲ့မဟုတ်ဘူးသူဟာဖခင်ရဲ့အရေးမှမနေတဲ့အခါမှာသူ့ရဲ့ဘဝဟာမလုံခြုံတော့ဘူးသူဒီယောဘကျတော့သူ့ရဲ့လောက်သမျှမှာကောင်းကြီးဖြစ်တယ်ဆိုတော့သူလောက်သမျှအမင်္ဂလာဖြစ်တဲ့အခါမှာကောင်းကြီးမဖြစ်တော့ဆာလံတစ်ခုမြောက်သောဆာလံမှာဘာဖြစ်တယ်လဲဆိုရင်ဖယားသခင်ရဲ့အလိုတော်လိုက်ပြီးမှမတရားသောသူတို့ရဲ့တိုက်တွန်းခြင်းမှလည်းမလိုက်ဘူးလူဆိုးတွေနဲ့လည်းမပေါင်းပါဘူးသူတို့လမ်းကိုလည်းမလျှောက်တော့ဘူးတရားတော်ကိုနေကမပြတ်စင်ချင်အောင်မဲ့တယ်ဆိုတာခမရထမင်းလည်းမစားတော့ဘဲနဲ့ဒါပဲစင်စရာကိုရောအဲ့ဒါလားအဲ့ဒါစင်စင်ခိုင်းတာမဟုတ်ဘူးခမရတို့တွားတဲ့ခါမှာဒါကိုရောနှစ်သက်တလားဒါဖယားမကြိုက်ဘူးဒါလေးလောက်တော့မယ်ငါဒီလိုပြောတာဖယားနှစ်သက်တလားအဲ့ဒါဆင်ချင်တာလောက်သမျှကိုဖယားကကြိုက်တလားဆင်ချင်အောင်မိတာအဲ့ဒီလူတွေပေါ်မှာဘာဖြစ်တယ်လဲဆိုရင်နဲ့မြစ်နားမှာအပင်ဆိုင်တဲ့အပင်လိုပဲအချိန်တန်အသီးသီးတွေမကဘူးပြုတ်လေသမျှမှာအောင်မြင်တဲ့အခွင့်ရတယ်အဲ့ဒီယောဘကောင်းခြင်းနဲ့အတူတူပဲဖြစ်တယ်ဖယားရဲ့အရေးမှနေတော့သူဟာလောက်သမျှမှာကောင်းကြီးဖြစ်မှာဖြစ်တယ်ဘယ်လောက်ထိအကျိုးရှိတယ်လဲဘယ်လောက်ထိမြတ်တယ်လဲဒါကြောင့်ဒီနေ့သူဖယားရဲ့အရေးကိုခိုးလုံဖို့ရန်အတွက်တင်ခရစ်တော်ကိုမိမိကယ်တင်ပါရှင်အဖြစ်ယုံကြည်လက်ခံရင်တင်ဟာသူဖယားရဲ့အရေးမှနေတော်သူဖြစ်တယ်အာမင်ဖယားရဲ့သားဖြစ်ခမြောက်ဘယ်သူမှလာထိလို့မရတော့ဘူးအဲ့လိုပြောတဲ့အခါမှာလာထိလို့မရဘူးလို့ပြောတဲ့အခါမှာတခုတော့ရှိတယ်တတိထားဖို့ရန်အတွက်ပျောက်တော်သားလို့ပဲဖယားနဲ့မိသားရမဖွဲ့ဘူးဖျားเจ้าလည်းမလာဘူးဖျားကိုတက်ဆာမရှိဘူးကိုတွားချင်တဲ့လမ်းလျှောက်မယ်ဆိုရင်ခမားမှာကယ်တင်ခြင်းတော့မဆုံးရှုံးဘူးခမားမဆုံးရှုံးတဲ့အရာ၃ခုရှိတယ်ဘာဖြစ်တယ်လဲနံပါတ်1ကယ်တင်ခြင်းမဆုံးရှုံးဘူးနံပါတ်2ဘာမဆုံးရှုံးတယ်လဲတန်ရှင်တော်ဝိညာဉ်တော်ပြန်မရောက်တဲ့ဘုရားသခင်တင်ရရှိပါတယ်ပြီးတော့ဘာလဲနံပါတ်3ဖျားသားဖြစ်ခြင်းကိုတင်မဆုံးရှုံးဘူးဖျားသားလည်းဖြစ်ပါတယ်ငရေလည်းမကြောက်ကြနဲ့ဒါမဲ့တင်ဆုံးရှုံးတဲ့အရာများရှိတယ်ခမည်းကျမ်းမာရေးဆုံးရှုံးနိုင်တယ်
ဖျားသားဖြစ်မဲ့ခမရကြိုက်တာလောက်ပါဆက်လောက်ပါခမရကိုခန္ဓာဆုံးရှုံးသွားမှာဖြစ်တယ်စောစောစီစီနဲ့ရှောသွားနိုင်တယ်ခမရစီးပွားရေးဆုံးရှုံးနိုင်တယ်ကြီးကျယ်ဆုံးရှုံးနိုင်တယ်ပျက်စီးနိုင်တယ်ခမရအိမ်ထောင်ရဲ့ပျက်စီးနိုင်တယ်ခမရအိမ်ထောင်ရဲ့ကြီးကျယ်ပျက်စီးနိုင်တယ်အိမ်ထောင်ကွယ်မိသားစုမရှိဘဲနဲ့အရင်တော့နှွေးထွေးတဲ့မိသားစုတွေအကုန်ပျက်စီးနိုင်တယ်တချို့ကြတော့အရက်တော့မိသားစုပျော်ရွှင်နေတဲ့အရာတွေအကုန်ပျက်စီးဆုံးရှုံးနောက်ကြတော့ကိုတိုင်းလည်းစောစောစီစီနဲ့တေကိုရဲ့ဇနီးတွေလည်းစောစောစီစီနဲ့မုတ်ဆိုးမှဖြစ်ကလေးတွေနဲ့ပြောချင်တာကကေတင်ချင်းတော့မဆုံးရှုံးပေမဲ့ရှုံးနိုင်တဲ့အရာတွေထို့သဖြင့်ဖျားသားသမီးတွေရဲ့ဝမ်းမြောက်ငြိမ်သက်ခြင်းဆုံးရှုံးနိုင်တယ်အဲ့ဒါကြောင့်မိတ်ဆွေသင်ဟာဘယ်မှာခိုလုံဖို့လိုတယ်လဲဖခင်ရဲ့အရိုက်မှာအမြဲခိုလုံဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ဆိုပါစို့ကျွန်တော်နဲ့ဒီအင်ဂျလာဖေနဲ့ဥရွှေကင်းနဲ့ခဏတွေ့တယ်ခဏစကားပြောခဲ့မနေ့ပြန်လက်ဖေးတောက်ရအောင်မနေ့ပိုင်းမှာလည်းမနေ့လက်ဖေးခဏတောက်တယ်ဆိုရင်ကျွန်တော်ရဲ့ relationship ပူပြီးတော့ခိုင်မာလာတာဖြစ်တယ်ပူပြီးတော့တယောက်နဲ့တယောက်ချစ်ခင်မှုပူပြီးတော့ခိုင်မာတယ်လို့ပဲဘုရားသခင်နဲ့ကျွန်တော်မိတ္တာရဖွဲ့ဖို့ကောင်းကောင်းလုပ်လေပူပြီးတော့ကျွန်တော်ရဲ့ဘုရားသခင်ရဲ့ယုံဘုရားသခင်ရဲ့အရေးခိုလုံလေကျွန်တော်ပူပြီးတော့လုံခြုံတယ်လို့ခံစားလေဖြစ်တယ်ဒါကြောင့်ဒီနေ့မိတ်ဆွေကိုကျွန်တော်တည်င်းကောင်းပြောချင်တဲ့အရာကပါလဲဆိုရင်ခမည်းဟာဘယ်နေရာမှာပဲနေဘလူဆိုးတဲ့နိုင်ငံရေးထဲမှာပဲခမည်းနေဘုံနဲ့ကြီးစံကြမှာခမည်းဘယ်လောက်ပဲနေဖယားအရေးမှာတင်ရှိတဲ့အတွက်ခမည်းမစိုးရင်ပါနဲ့ဆိုတာကိုတည်င်းကောင်းပါခြင်းတယ်ဟာလေလုယာတင်လေရဖက်မှာလူတောင်လဲဝဲပမှာလူတောင်လဲတော့တင်မထိခိုက်စေရချန်တဲ့တောင်မှာအစာမတွေ့ဘဲနဲ့နေနိုင်တယ်တင်ဟာမငတ်စေရဘူးဖျားသခင်ရဲ့ဂတိဖြစ်တယ်ဟာလေလုယာဒါမဲ့တင်ဟာသူဖျားသခင်ရဲ့အလုံးချုံမှုကိုယ်ကမှုအဲမှာခမည်းရှိတယ်ဆိုတော့တင်မတိတဲ့အခါမှာစာတန်အင်မတန်မှဝန်တာပြီးတော့ခမည်းနဲ့အတိုင်းချင်းချောက်တာဖြစ်တယ်ခမည်းမလုံချုံတော့ဘူးနော်ဟာခါမကြခင်မှာပြကြတော့ခမည်းဘေးပြီးမလဲမဟုတ်တာတွေကိုစဉ်းစားရတဲ့ခါမှာကိုအချူတင်ပရောကြောပွေလဲပြန်ပြင်မှာပေါ့လေကြောပွေလဲပြန်ပြင်တယ်မုံချောက်လဲတစ်ခုပြန်ထည့်ထားမှာပေါ့နော်တောထဲတငယ်နဲ့ပြန်လဲပြီးတော့ဖျားရဲ့ခုလုံးအော်ဖျားတခင်ငါရဲ့အကွယ်ကဖြစ်တယ်ငါခုလုံးရဖြစ်တယ်မုံလေးတွေပြန်စားမလို့တော့ငါဖျားသားဖြစ်မဟုတ်ဘူးကျွန်တော်ဖျားတခင်အရေးမှအမြဲတမ်းခိုးလုံးနဲ့ငါဖျားကငါ့ကိုဆောင်းလျှောက်တယ်ဖျားကငါ့ကိုကြည့်ရှုနေတယ်ဖျားကငါစပင်ထီတော်မှရေတွက်တဲ့ဖျားဖြစ်တယ်ငါခြေလန်းတိုင်းကိုကြည့်တော့ဖျားဖြစ်တယ်ဆိုတာတင်းနေမယ်ဆိုရင်ဘာနဲ့တူမလဲခမည်းရဲ့ခလဲအိပ်ပျော်တဲ့အချိန်မှာနည်းနည်းငိုတော့မယ်ဆိုတော့ကြည့်တဲ့ခါမှာအမေတွေ့တဲ့ခါမှာအိုးဆိုပြအိပ်ပျော်သွားတယ်လို့ပဲဖျားတခင်ရဲ့အရေးမှငါရှိတယ်ဆိုတာယောဘအတိတဲ့ခါမှာသူမဆိုရင်ဘူးငါအပေါ်မှာဘယ်လောက်ဒုက္ခပဲကြားနေပါစေငါတာသမီးတွေဆုံးရှုံးအကုန်လုံးငါတွေ့ဆန်တွေအကုန်လုံးပါသွားကုန်ပြီငါဇနီးကလည်းငါကိုကဲမင်းဖះကိုချိန်ပြီးတော့ခမလေးတယ်လိုက်ဆိုပြီးတော့ပြောတာတော့မှအချင်းမိမအဲ့သူဘာဖြစ်လို့ပြောတယ်လဲဖះသခင်ဟာငါကိုငါခံစားရဆိုဖះတည်တယ်ဖះငါ့ကိုတွေ့တယ်အရာခတ်တဲ့ဖះရှိမှငါဘာလို့တလဲအကုန်လုံးဖះတည်တယ်ပြောချင်တာဖယားအရေးမှာငါရှိတယ်ဆိုတော့သူတည်တဲ့အခါမှာယောဘလုံးဝမဆိုရင်တာဖြစ်တယ်။ဘာလို့လဲလက်ရှိတဲ့အခြေအနေပေါ်မှာမဟုတ်ဘူး။ဖယားသခင်ကအဲ့ဒီအရာပေါ်မှာတင်းရဲ့သက်စာရှိဖို့ကို तू ကစုံစမ်းတာဖြစ်တဲ့အတွက် तू ကငြိမ်သက်တယ်ဘာမှမဆိုရင်ဘူး။အဲ့ဒီအခါမှာ double blessing တဆတော့ကောင်းချီးမင်္ဂလာပြင်ဖျက်တင်ပြလဲပြီးတော့ကောင်းချီးပေးတာဖြစ်တယ်။ hallelujahဒါကြောင့်ဒီနေ့မိတ်ဆွေသင်ဟာအမြင့်ဆုံးဖျားသခင်ရဲ့အရေးမှာခိုလုံတော်သူဖြစ်နေသင်ဟာလုံခြုံတော်နေတာဖြစ်တဲ့အသက်ရှင်တာဖြစ်တယ်သင်ဟာလုံခြုံတယ်ဆိုတာဒီနှုတ်ကပတ်တော်ဆာလံကိုအနေနဲ့ခွန်အားပေးတိုက်တွန်းချင်တာဖြစ်ပါတယ်ရောက်စေတိုင်းတဲ့ဖျားရှင်ကောင်းချီးပေးပါစေယေရှုပြုပြီးတော့အဘောကြီးနဲ့ကျွန်တော်ကိုယန်ထွန်းပွဲတော်မင်္ဂလာကိုညီပေးဖို့အတွက်ယေရှုနာမနဲ့ရှိထွက်ပေးဖို့ဖိတ်ခေါ်ပါတယ်
ကျွန်တော်ဒီနေ့ဟာပွဲတော်မင်္ဂလာကျွန်တော်ပြန်လည်ပြီးတော့တောင်းဆောင်มาဖြစ်တယ်ခုနကျွန်တော်ကျမ်းစာဖတ်တဲ့အတိုင်းပါပဲဥဆွေကြီးဥဆောင်တဲ့ကျမ်းစာဖတ်တဲ့အတိုင်းပဲကျွန်တော်ဟာခရစ်တော်ရဲ့ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းဖြစ်တယ်ခရစ်တော်နဲ့ဆက်နွယ်တော်သူဖြစ်တယ်ခရစ်တော်ရဲ့အရေးမှာခိုလုံတော်သူတွေဖြစ်တယ်အလျော်ဆိုတာကျွန်တော်ခရစ်တော်ရဲ့ကိုယ်အင်္ဂါဖြစ်တဲ့ခရစ်တော်ရဲ့အသွေးနဲ့ခရစ်တော်ရဲ့အသားတလုံးတော်ဖြစ်ကြောင်းကိုကျွန်တော်အတူတကွာဒီပွဲတော်မင်္ဂလာတောင်းခြင်းအဖြစ်ကျွန်တော်ခရစ်တော်ကိုတတိယအောင်မဲ့လေငါဟာလုံခြုံတယ်ငါဟာခရစ်တော်နဲ့တလုံးတော်အတည်းဖြစ်တယ်ဆိုပြန်လဲပြီးတော့ဆင်ခြင်အောင်မဲ့ရင်နဲ့ပြန်လဲပြီးတော့ဒီပွဲတော်မင်္ဂလာကိုအတောင်းပြုကြမှာဖြစ်တယ်မုံဝင်ပြီးတော့စပြည့်ရဝေပြီးတော့ကျွန်တော်အားလုံးလက်ထဲမှာစောက်ကင်ပြီးမှယင်းချင်းခံပြီးတော့သူအားလုံးကျွန်တော်လက်ထဲမှာစောက်ကင်ပြီးမှကျွန်တော်အားလုံးနောက်ဆုံးမှအတူတကွမတ်တက်ရပြီးတော့အတူတကွတောင်းဆောင်ကြမှာဖြစ်တယ်ကျွန်တော်အကုန်လုံးရပြီးမှအတူတကွပြန်လဲပြီးတော့တောင်းဆောင်မှာဖြစ်တယ်ဆိုတော့ခဏလေးဒီပွဲတော်အတွက်ကျွန်တော်ခဏဆုတောင်းဆက်ကပ်မယ်ဆုတောင်းကြပါစို့မြတ်တာတော်ရှင်ဖျားတလတာလုံးကျွန်တော်အသက်တာဒီကိုရောရဲ့ဆောင်ရှောက်မှုအောက်မှာလုံခြုံစွာနဲ့တေဆုံးတော်သူဩကရရှင်ဖျားတယောက်တဆုံတယောက်မရှိဘဲနဲ့ကျွန်တော်လုံခြုံစွာနဲ့တလတာကုံဆုံးရတော့အခွင့်ကိုရောကောင်းချီးပေးတဲ့အတွက်ရှေးဥစွာကိုရောရဲ့နာမတော်ချီးမွမ်းကြပါတယ်ဒီကျွန်တော်အတင်းတို့တင်တာအားလုံးအကြီးဆုံးမှငယ်ဆုံးတိုင်အောင်ကျွန်တော်ကိုမဆောင်ရှောက်နိုင်ပါကိုရောရှင်ဘုရားတာလင်ကျွန်တော်ရဲ့တူထိန်ခြင်းဖြစ်ကြောင်းကျွန်တော်တရိယာဆင်ခြင်အောင်မဲလေကိုရောရှင်ဘုရားရဲ့အသွေးအသားမြတ်ဖြစ်ကြောင်းကိုတရိယာဆင်ခြင်အောင်မဲလေယနေ့ကိုရောရှင်ဘုရားကိုခန္ဓာဖြစ်တော်မူသောမုံနဲ့ကိုရောရှင်ဘုရားအသွေးကိုပုံဆောင်သောစပီကိုကျွန်တော်အတူတကွတောင်းဆောင်ဖို့ဒီတလားတာအတွက်ပြန်လဲပြီးတော့တောင်းဆောင်မှဖြစ်တဲ့အတွက်ကိုရောရှင်ဘုရားဒီအထဲမှာရှိတဲ့ဩကိုရောရဲ့တကူကိုရောရှင်ဘုရားကောင်းချီးပေးလေတောက်တောင်းသောသူအရောက်စေတိုင်းစားသုံးသောသူအရောက်စေတိုင်းအသက်တာမှာဝန်ပို့စေလေဝမ်းမြောက်စေလေငြိမ်သက်စေလေကိုရရှင်ပြချမ်းမာစေလေဩကိုရရှင်ပြထားနဲ့လာတဲ့ငြိမ်သက်ဝမ်းမြောက်ခြင်းမင်္ဂလာခံစားစေဖို့လုံးဟာယနေ့တောက်တောင်းသောသူအရောက်စေတိုင်းပုံမှာဒီအရာကိုဆက်လက်ပြီးတော့ကောင်းချီးပေးတော်မူပါကိုရရှင်ကျွန်တော်ထိတ်တန်သောကြောင့်မဟုတ်ပါမထိုက်တန်တော့လေကိုရရှင်ဖျားဒီထိုက်တန်တော့သူအဖြစ်ကျွန်တော်ကိုလက်ခံလက်ကိုရသားသမီးများအဖြစ်လက်ခံပေးတဲ့အတွက်ကိုရယေရှုတော်ချီးမွမ်းကြတယ်ကိုရပုံတော်ထင်ရှားစေဖို့အလို့ငါတောက်တုံးတော့သူရုပ်စေတိုင်းပုံမှာကောင်းချီးဖြစ်စေပါမည်ကြောင်းအေမုန်းတဲ့စပြည့်ကိုဆုတောင်းကောင်းချီးပေးတဲ့ခါမှာယေရှုနာမအားဖြင့်ဆုတောင်းကောင်းချီးပေးပါရမည်ဆိုတော်ဖျားအာမင်ကျွန်တော်နှစ်ချင်းမခံတဲ့သူတွေရှိလေကျွန်တော်နောက်မှာထပ်ပြီးတော့နှစ်ချင်းခံဖို့ကျွန်တော်ဆက်လက်ပြီးတော့ပြင်ဆင်မှာဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့အိမ်နီးနားချင်းတွေမှာကျွန်တော်အင်္ဂလိပ်တရားဝင်ဟာဖို့လွတ်တယ်ဆိုရင်လည်းပြောပါကျွန်တော်အမြဲတမ်းအားပါတယ်ကျွန်တော်ညတကောင်ကြီးမဟုတ်ရင်တောင်မှ9 နာရီလောက်စပြီးတော့10 နာရီလောက်မှဆုံးရင်လည်းရတယ်အဲ့ဒါမှနှုတ်ကပတ်တော်တရားဝင်ဟာပြီးတော့ကျွန်တော်အခုနပြောသလိုပဲကျွန်တော်ဟာဖခင်ခရစ်တော်မရဘဲနဲ့တည်သွားဖို့အတွက်ကျွန်တော်အင်မတန်မှဆွေးနေတာဖြစ်တယ်ခရစ်တော်ကိုမသိဘဲနဲ့တည်သွားလို့မဖြစ်ဘူးကျွန်တော်အားလုံးဟာဒါကြောင့်ဖခင်ရဲ့အရေးမခိုလုံတော်သူဟာစာတန်ကခိုးမယ်ဖျက်ဆီးမယ်တက်မယ်အဲ့ဒါပဲစာတန်ကအဓိကလို့တာဖြစ်တယ်ဒါကြောင့်ကျွန်တော်အားလုံးဟာအင်မတန်မှဖခင်ရဲ့အရေးမခိုလုံဖို့လိုတဲ့အတွက်ကြောင့်ဒီနေ့ကေတင်ချင်းမရရှိသေးဘူးလို့ထင်တဲ့ညီကိုမောင်နှမများရှိလေအိမ်မှာတင်တန်းပေးဖို့ပြောပါလက်ဆောင်မလိုပါဘူးကျွန်တော်အမြဲတမ်းကျွန်တော်တင်တန်းပေးမှာဖြစ်တယ်ဆိုတော့ကျွန်တော်အင်မတန်မှဒီအရေးကြီးတဲ့ဒီမုန်းတဲ့စပြည့်ကိုကျွန်တော်တုံဆောင်တဲ့ခါမှာကျွန်တော်လက်ထဲမှာကင်ပြီးတော့ဆောက်ကင်ဆူတောင်းတဲ့ခါမှာကိုရောဒီကိုရောကျွန်တော်ကျမထိတ်တန်တော့ကြောင့်ဒီအရာကိုကျွန်တော်တုံဆောင်တော့မဟုတ်ဘဲနဲ့ကိုရောရဲ့ကျေးဇူးတော်တက်ကြောင့်ကိုရောရဲ့အသွင်နဲ့ဒီကိုခန္ဓာတီးဟူသောဒီမုန်းကိုစားတော့ရတော့ခွင့်ရတဲ့အတွက်ကိုရောကိုကျေးဇူးတင်နေဆုပြီးတော့စိတ်ထဲကနေဆူတောင်းပါဒီအရာအားဖြင့်ကျွန်တော်အသက်တာမှာကျမအသက်တာမှာကိုရောဘုန်းတော်ထင်ရှားစေဖို့ကိုရောကောင်းကြီးဖြစ်စေပါကျွန်တော်ကိုခန္ဓာတမကဝိညာဉ်အတွက်ကောင်းကြီးဖြစ်စေတော်မူပါဆိုပြီးတော့ဒီအရာကိုကျွန်တော်စားတောင်းတဲ့အခါမှာတယောက်ချင်းစီတိုင်းကိုဟာကိုကျွန်တော်ဆုတောင်းကြမှာဖြစ်တယ်အဲ့ဒါပြီးမှကျွန်တော်အတူတကွတောင်းဆောင်ပြီးမှကျွန်တော်ဆုတောင်းခြင်းအဖြစ်ကျွန်တော်ဒီအလုံးမတက်ပြီးတော့ကောင်းကြီးပေးခြင်းအဖြစ်ဒီနေ့အစည်းအဝေးကိုကျွန်တော်ရောက်တင်ကြမှာဖြစ်တယ်ကျေးဇူးပြုပြီးတော့ကြံခဲ့တော့သူများရှိသလားရှိရင်တော့ကျွန်တော်ထပ်ပြီးတော့ပေးမှာဖြစ်တယ်လက်ထောင်ပေးလို့ရတယ်နော်တကယ်လို့ကြံခဲ့တော့သူတွေဖိတ်မိတော့သူတွေရှိနော်
ဒီတဲ့ကျွန်တော်ပြုတ်တဲ့အမှုဟာကျွန်တော်ထွင်ထားတဲ့အရာမဟုတ်ပါဘူးဒါဟာကျမ်းစာထဲမှာကျွန်တော်တွေ့ရတာဖြစ်တယ်ခရစ်တော်ကိုယ်တိုင်ကမိန့်ထားတာဖြစ်တယ်သူဟာနောက်ဆုံးသူ့ရဲ့အသက်မနေ့ဖြန်မှာသူ့ကိုဖမ်းတော့မယ်ဆိုတဲ့အချိန်မှာဒီပွဲတော်သူကပြင်ဆင်ပြမှဒီကိုခန္ဓာမုံကိုယူပြီးတော့ခရစ်တော်ပြောတယ်တင်းတော့အတွက်ငါချိုးဖဲတဲ့ငါကိုခန္ဓာဖြစ်တယ်ယူပြီးတော့စားကြပါဆိုပြီးတော့သူကဝေမျှတယ်တပည့်တော်တွေကိုပြီးမှစပြည့်ခွက်ကိုပြန်လဲပြီးတော့ယူတယ်ဤခွက်ဟာတင်းတော့အတွက်ငါသွန်းသောဓမ္မတိကျမ်းနဲ့တက်ဆိုင်တဲ့ဂတိတော်ဖြစ်တယ်ငါအသွေးဖြစ်တယ်ယူပြီးတော့တောက်ကြပါဆိုပြီးတော့ခရစ်တော်ကမိန့်မှထားတဲ့အတိုင်းယနေ့ကျွန်တော်အားလုံးဆင်ခြင်အောင်မဲ့လက်မုံကိုအရင်စားပြီးမှစပြည့်တောက်ပြီးတော့ကျွန်တော်ယေရှုတော်ကိုအတူတူကချီးမွမ်းရအောင်ပြီးမှကျွန်တော်မတရားပြီးတော့ကျွန်တော်ကောင်းချီးပေးဆုတောင်းကြမှာဖြစ်တယ်အားလုံးအတူတူကမုံစားပြီးတော့လက်ဖက်စပြည့်တောက်ကြရအောင်မြတ်တာတော်ရှင်ဖာယနေ့ကိုလိုရှင်ဖျားရဲ့အသွေးနဲ့အသားတီးဟူသောဒီမုံနဲ့စပြည့်ကိုယနေ့ကျွန်တော်တောင်းဆောင်ခွင့်ရတဲ့အတွက်ကိုလိုရဲ့နာမတော်ချီးမွမ်းကြပါလေကိုလိုဒီနောက်ဆုံးနေ့ရဖြစ်တဲ့အတွက်ကြောင့်ကိုလိုရဲ့နောက်ဆုံးအချိန်ကိုကိုလိုရှင်ဖျားရဲ့အသွေးနဲ့အသားတောင်းဆောင်ဖို့ပြင်ဆင်ကြတယ်ယနေ့ကိုလိုရှင်ဖျားဒီတလဒီကျွန်တော်အတွက်နောက်ဆုံးသောရက်မဟုတ်ဘဲနဲ့နောက်တလအတွက်ခွန်အားဖြစ်စေသောကိုလိုရဲ့အသွေးတော်ထဲမှာရှိတဲ့တကူကိုလိုရဲ့ကိုခန္ဓာရှိမှထဲမှာရှိသောကိုလိုရဲ့အသွေးသားမြဖြစ်သောတကူကိုယနေ့ဒီတောက်တုံးတို့သူစားတုံးတို့အရောက်စေတိုင်းအပေါ်မှာကိုခန္ဓာအတွက်ကြားမှချင်းဝိညာဉ်အတွက်ဝမ်းမြောက်လွတ်မြောက်ခြင်းဖြစ်စေဖို့လို့ငါတောက်တုံးတို့သူအရောက်စေတိုင်းပေါ်မှာကိုလိုကောင်းကြီးဆက်လက်ပြီးတော့ကောင်းကြီးပေးသနာတော်မူပါတချို့သောသူများဒီကိုလိုရှင်ဖျားသူတို့အကျွေးများအဖြစ်တော်လကောင်းသူတို့မိသားစုပြဿနာများအဖြစ်တော်လကောင်းအော်လုံဝမ်းဆောင်တာအဖြစ်တော်လကောင်းဂျမ်းမာရဲ့အဖြစ်လကောင်းဖြစ်စီသောသူမြောက်များစွာရှိပါလိမ့်မယ်သူများအတွက်ကိုလိုရှင်ဖျားတောက်တုံးတို့သူစားတုံးတို့သူအလုံးဒီမဂျမ်းမာသောသူတို့အတွက်ဂျမ်းမာခြင်းဖြစ်စေတော်မူပါယေရှုနာမအဖြစ်မဂျမ်းမာသောသူတို့အတွက်ဂျမ်းမာခြင်းတကူဖြစ်စေပါမည်ကြောင်းယေရှုနာမကောင်းကြီးပေးပါ၏အိမ်ထောင်မိသားစုပြဿနာဖြစ်သောသူတွေအတွက်သူတို့ပြဿနာဖြေရှင်းနိုင်သောဖျားသခင်တကူဒီမိသားစုပေါ်မှာတည်စေတော်မူပါအကျွေးမရှိသောသူတွေလည်းကိုရှင်ဖျားသည်အော်ကျွန်တော်အကျွေးများကိုကျေစေသောဖျားဖြစ်ကြောင်းအော်မိသားစုပေါ်မှာကိုရတကူတော်ကိုပြသတော်မူပါကျွန်တော်ဒီကိုရှင်ဖျားအိမ်တော်သားများဖြစ်ကြောင်းရဲ့နဲ့တရိယာအောင်မြစ်တယ်ကျွန်တော်ရဲ့ဒုက္ခဒီကိုရှင်ဖျားအလကားကြည့်တက်ကြည့်ရှုတော်သူမဟုတ်ဘဲနဲ့ကိုရှင်ဖျားရဲ့အသွေးနဲ့ကိုရှင်ဖျားသူရုပ်စေတိုင်းအတွက်ကိုရောကောင်းကြီးဖြစ်စေပါမည်အကြောင်းနဲ့ဩကိုရှင်ဖျားနောက်တစ်ပတ်ဒီအချိန်မှာချောက်လှမ်းပါမည်အကြောင်းကိုရောရဲ့ကိုယ်ကချင်းလမ်းပြပို့ဆောင်ခြင်းလိုအပ်တဲ့အတွက်ကိုရောရဲ့လက်တော်တော့ဒါသမီးကြီးဆုံးမအငယ်ဆုံးတိုင်အောင်ဆက်ကအနှံတဲ့အခါမှာယေရှုဖျားနာမအဖြစ်အလုံးရတဲ့ဆိုနဲ့ဆုတောင်းဆက်ကကြပါမယ်ဆိုတော့ဖျားအာမင်ပြန်ပြီးတော့ခွဲကိုတော့ကောက်ပြပါကျွန်တော်တချင်းတပုတ်လေတီးဆိုပြီးတော့ကျွန်တော်အဆုံးတက်ရအောင်ခိဘစီစီလာပြီးတော့အခုနအိုထောက်ရဖျားဆိုတဲ့ဆာလန်တတစ်စကိုတီးဆိုပြီးတော့ချိန်နဲ့ကိုဆုံးတက်မှာဖြစ်တယ်အားလုံးမတည့်ရကြအောင်နော်ကျွန်တော်တရားတစ်စချီကမြောက်တော့ဆာလန်အခုနကျွန်တော်ဖတ်တဲ့ကျမ်းစာနဲ့အတူတူဖြစ်ပါတယ်ကျွန်တော်ဤခွန်အားပလာကို
bai o thara phia o thara phia a chano I khwa pla ko ro ko a chano chip nau ta kha pian tu su yang o thara phia o thara phia a chano I khwa pla ko ro ko a chano chip bai o thara phia o thara phia a chano I khwa pla ko ro ko a chano chip bai thara phia ni nai cha nai myo yo ma ko ke lo to ti ke ngai phia ma ko sa lo swan de ti ngai a kwe ka ma ko ke ti do u chu ngai ye dai thara phia di ngai cha thara phia di ngai cha ngai myo yo nga ko ke lo to ti ke ngai phia nga ko sa lo swan ta ti ngai kwe ka nga ko ke ti do u chu ngai ye dai phit do mu ngai ye dai phit do mu ngai ye dai phit do mu su taw cha ba sa အသက်ရှင်တော်ဖျားကိုရောရဲ့ခြေစွတော်တက်တက်ကြောင်းယနေ့ကိုရောကိုချီးမွမ်းကိုးဝဲကြတော်တာသမီးများဩခရစ်ယာန်ဖျားအရင်တပတ်တာလုံးတော်အသက်တာကိုရောလုံးခြုံစွာနဲ့လမ်းပြပူဆောင်လျက်ဩခရစ်ယာန်ဖျားပြဿနာပေါင်းတောင်းချောင်းကြတဲ့နဲ့ကိုရောရှင်ဖျားကိုကိုယ်ကချီးမွမ်းဖို့အလုံးဟာယနေ့ပူဆောင်နိုင်တဲ့အတွက်ရှေးစွာကိုရောရဲ့နာမတော်ခြေစွတော်ချီးမွမ်းကြပါတယ်မနေ့ဖြန်ကနေစပြီးတော့ကိုရှင်ဖျားတပတ်တာလုံးဩစာတန်ရဲ့အရေးအောက်မှာတော်လကောင်းဒီလောကကခဲမှုပြဿနာကြားထဲမှာပြန်လဲပြီးတော့သူတို့ရှောက်လာတဲ့အခါမှာကိုရရှင်ဖျားဒီသူတို့ရဲ့အရေးကိုရဖျားဒီသူတို့ပြဿနာဖြစ်ရှင်တော့အရှင်ဖြစ်ကြောင်းသူတို့နဲ့ကိုရရှင်ဖျားအတူတူကပါရှိလေဩကိုရရှင်ဖျားသူတို့မိသားစုမှာလွတ်နေတော့အရာတစ်ခုစီတိုင်းကိုရရှင်ရဲ့ကောင်းကြီးမြောက်များစွာနဲ့တက်တဲ့ခံစရာမြောက်များစွာနဲ့လာမယ့်တပတ်တောင်သူတို့ပြန်လဲပြီးတော့ဖျားသခင်ရဲ့အိမ်တော်မှာဖျားသခင်ရဲ့ရှိတော်မှာပြန်လဲပြီးတော့ရောက်ရှိနိုင်ဖို့အလို့ငါကိုရဖျားသူတို့ကိုကောင်းကြီးပေးတော်မူပါသူတို့မိသားစုအိမ်ထောင်စုတစ်ခုစီတိုင်းယေရှုနာဖြင့်ကောင်းကြီးပေးပါ၏စာဝနေရဲ့ချမ်းမာရဲ့ပညာရဲ့ဩကိုရရှင်ဖျားနာမတော်အဖြစ်ကောင်းကြီးပေးပါ၏တယောက်မချမ်းကိုရရှင်ဖျားဒေချင်းဩနှုတ်ဆက်ချင်းဖျားနာချင်းအဖြစ်စာရဏီတို့တက်တာကိုမထိခိုက်ပါမကြောင်းကိုရရဲ့အလုံးချုံသောလက်၌ပြန်လဲပြီးတော့ဆက်ကအနှံပါတယ်ယင်းတဲ့အတွက်ကိုရရှင်ဖျားခြေစွတော်လုံလောက်ပါတယ်လို့ဝန်ခံပြီးတော့ဆုတောင်းရင်ဂေတင်ချင်းပိုင်ရှင်ယေရှုဖျားနာမအဖြစ်အလူရတဲ့ဆွမ်းနဲ့အစီအဝေးကိုရောက်တင်ကြပါရမယ်ဆိုတော့ဖေဟာအာမင်အလုံးဖျားရှင်ကောင်းကြီးပေးပါစေ